သာသနာတော်နှစ်2552ခုနှစ်ကောဇာတက္ကရာ1390ပြည့်နှစ်ဝါကောင်လပြည့်ကျော်10ရက်ရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်အောင်ချမ်းသာရပ်ကွက်တိရိမင်္ဂလာလမ်းကံမြေကျောင်းနဲ့ဓမ္မယုံအတွင်းဆင်းကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနားဝယ်မရန်ကုန်မြို့နယ်ကံသာယာလမ်းအမှတ်6နေဦးမေဦးဒေါ်ဘဝလင်းတာမောင်သားဦးထက်ရွှေယုံလေးစားတော်ဆက်မိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်တော်စိတ်ကိုအမိပြုအင်အားစုများတရားဒေသနာတော်ရှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံအာယုပြုကတိကျဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိဒဂါထာကိုယူဆပူဇော်ခြင်းဖြင့်တရားပွဲကိုစတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာမံကရွန်တောတိတုကရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကတတတ္တာယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဘုရားသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေးအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိနေဟောရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလို့ငါအတိတမေရာဏိဥစ္စာခြေလက်တဲ့အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ရင်ကြီးဟုကျက်တိထဝေငါတဲ့အစုအလုံးခဲရင်တော်မူတို့ကိုကရုဏာဘုရားဖြစ်ရဤတန်ကျုပ်ကိုအာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေပြလုံးအသက်ဆုံးတရဲ့နှလုံးစေဝံကိုရောဤပင်မခြင်းသို့ကတောဘဝဒါနချိန်ခံများစွာရောက်တော်မူခဲ့ရရှာလိမ့်သည်မဟာကရုဏီကတတတဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဘုရားအားနမောယုတိပြောင်းပြော့မှန်ကိုလျော်ဖြင့်ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစိတ်ကိုအမြင့်ပြုအင်အားစုများလို့ဆိုတာဒီကနေ့စေတသိက်အကြောင်းစေတသိက်ဆိုတာပါဠိစကားစေတသိကစိတ်ကိုမြည်ဖြစ်နေတဲ့သဘာဝတရားလို့ဒီလိုအဓိပ္ပာယ်ရစိတ်ကိုမြည်ဖြစ်တယ်ဆိုတာစိတ်နဲ့စပ်ပြီးတော့ဖြစ်နေတာစိတ်မဖြစ်ရင်သူတို့ဖြစ်လို့မရဘူးစိတ်နဲ့အတူတကွဖြစ်လို့စိတ်ပေါ်မှာမြည်ပြီးတော့ဖြစ်ရတာဖြစ်သောကြောင့်စေတသိကထိုစေတသိကကိုပဲစေတသိက်လို့မြန်မာမှုပြုထားတာအဲ့တော့ဒီစေတသိကဆိုတဲ့စကားလုံးမှာစေတဆိုတဲ့စကားလုံးနဲ့စိတ်တဆိုတဲ့စကားလုံးနှစ်ခုကအဓိပ္ပာယ်တူလို့မှတ်ရစိတ်ကိုရည်ညွှန်းတဲ့စကားလုံးတွေဟာစေတဆိုတာလည်းစိတ်ကိုရည်ညွှန်းတယ်စိတ်တဆိုတာလည်းစိတ်ကိုရည်ညွှန်းတယ်မနလို့ဆိုတာလည်းစိတ်ကိုရည်ညွှန်းတယ်ဝိညာဏလို့ခေါ်တာလည်းစိတ်ကိုပဲရည်ညွှန်းတယ်လို့အလုံးစိတ်ရဲ့ဝါဟာရတွေပေါ့စိတ်ကိုညွှန်ပြတဲ့ဝါဟာရတွေစေတသိက်ကစိတ်ကိုအမိပြုပြီးတော့ဖြစ်လာတဲ့တရားတွေအဲ့ဒီတရားပေါင်းမှာ52မျိုးရှိ
ဒီကနေ့စိတ်ကိုမြည်ပြုပြီးတော့စိတ်ရဲ့အင်အားစုများအဖြစ်ဟောကြားမှာက73မျိုးရှိတယ်အဲ့ဒီ73မျိုးကိုဟောမယ်ဒီ73မျိုးကိုအညတမာနအခြားတစ်ပါးမိမိမိရဲ့စေတသိက်တွေနဲ့အလားတန်တူတယ်ဆိုတဲ့အမည်နာမပေးထားတဲ့စေတသိက်13မျိုးမှန်ပါပါမြန်မာတွေမှာအညသမန်းစေတသိက်လို့အပြီးတော့မှသင်တဲ့ပုဂ္ဂိုလ်တွေကဒီလိုပဲမှတ်ကြတယ်အညသမန်းစေတသိက်မှန်ပါပါအညဆိုတာတခြားတစ်ပါးတမာနဆိုတာတူတာဆိုလိုတာကအကောင်းနဲ့တွဲရင်အကောင်းဖြစ်တယ်အဆိုးနဲ့တွဲရင်အဆိုးဖြစ်တယ်ဘယ်အရာနဲ့ပဲတွဲအကောင်းအဆိုးဒီနှမျိုးစလုံးလိုက်လျောညီတွေဖြစ်တဲ့စေတသိက်တွေလို့ပြောနော်မှန်ပါပါအညတမာနအဲ့တော့ဒီအားစုဆိုတဲ့ဒီစေတသိက်13မျိုးတဲမှာထပ်ပြီးတော့ခွဲလိုက်တယ်တပ္ပစိတ်တသာဒရဏတပ္ပစိတ်တဆိုတာစိတ်အားလုံးနဲ့သာဒရဏဆက်ဆံတဲ့စေတသိက်က9ခုတဲ့မှန်ပါပါပကိဏကတချို့စိတ်နဲ့တွဲတယ်တချို့စိတ်နဲ့မတွဲဘူးပုံမှန်မရှိတဲ့စေတသိက်က6ခုလို့စိတ်ကိုအစုပြုတဲ့အခါမှာလွယ်ကူမှုရှိအောင်ဒီလိုခွဲခြားချက်ကလေးတွေနဲ့တတ်မှတ်ထားနော်မှန်ပါပါသဝစိတ်ဓာတ်ကို universal mental property လို့ဒီလိုအင်္ဂလိပ်လိုပြန်တယ် universal အားလုံးသောစိတ်ဖြစ်တိုင်းအဲ့ဒီခုနှစ်ခုကပါတယ်သူမပါဘဲနဲ့စိတ်မဖြစ်ဘူးမှန်ပါပါဒါကြောင့်မို့သူတို့ဟာစိတ်ရဲ့အင်အားစုတွေပဲစိတ်ဆိုဒီမှာအာယုံသိတတ်တဲ့သဘောကလေးတစ်ခုတည်းကိုသာခေါ်တာအဲ့ဒီအာယုံကိုသိတတ်တဲ့သဘောလေးကိုမှီပြီးတော့ဖြစ်တဲ့စေတသိက်က9ခုစိတ်ကတစ်ခုစေတသိက်က9ခုပေါင်းလိုက်တဲ့အခါ10ခုအဲ့ဒီ10ခုဒီခွဲလို့မရတဲ့10ခုခုခေတ်ဆိုလို့ရှိရင်8 and 1ပေါ့နော်မှန်ပါဗျာ10ခုကိုမှတစ်ခုဖွဲ့ထားတာလို့ပြောတာမှန်ပါဗျာရုပ်အကြောင်းပြောတော့လည်းတူတူပဲရုပ်ရဲ့အင်အားစုတွေက10ခုဖွဲ့စည်းထားတယ်တခုတည်းမဟုတ်ဘူးဘာဖြစ်လို့10ခုလို့ပြောရတာတော့လို့ဆိုလို့ရှိရင်သူတို့ရဲ့သဘာဝလက္ခဏာတွေကမတူညီကြဘူးတစ်ခုနဲ့တစ်ခုဒါကြောင့်မို့လို့10မျိုး10ခုဒီလိုတွေ့တာနော်မှန်ပါဗျာလက္ခဏာချင်းမတူလို့တွင်ပြင်လက္ခဏာ characteristic ဆိုတာမတူဘူး function ချင်းမတူဘူးမတူတဲ့သဘာဝတွေပေါင်းစပ်ပြီးတော့ထားတာတူတာတွေကြီးဆိုရင်အလုပ်ဖြစ်ချင်မှဖြစ်မှာမတူတာတွေပေါင်းထားကြည့်လေမတူတာတွေပေါင်းထားတယ်ဆိုတော့ဘုန်းကြီးတို့ခန္ဓာကိုယ်ထဲမှာပဲကြည့်မျက်စိနဲ့နားနဲ့နှာခေါင်းနဲ့လျှာနဲ့ကိုယ်နဲ့တူးရတယ်တူပါပါတူဘူးမျက်စိရဲ့ function ကမျက်စိရဲ့ဆောင်ရွက်မှုကအစင်းအာယုံကိုမြင်တာသို့တော်သူအတန်မကြားနိုင်ဘူးအနံ့လည်းမရှူနိုင်ဘူးအရသာလည်းသူမသိဘူးမှန်ပါပါဟုတ်ကဲ့မှန်ပါပါအရသာမသိလို့တခါတရံဟင်းချိုးရထင်ပြီးတော့တောက်လိုက်ချင်တာတွေနဲ့တွေ့တယ်နော်မျက်စိကကြည့်ရုံနဲ့တော့မသိဘူးသို့တော့စိတ်ကမှတ်သားထားသည့်အတွက်ကြောင့်ဒါမျိုးဆိုရင်အချိုပဲဒါမျိုးဆိုရင်အချင်လို့ဆိုတာတော့နည်းနည်းပါးပါးခံမှန်းလို့ရတယ်ပေါ့ဟုတ်ပါဘူးအဲ့ဒီခံမှန်းချက်ကလည်းပဲတခါတရံလွဲသွားတာသိတယ်နော်မှန်ပါပါတကယ်သိတာအရာရာကိုသိရတာခုနကလျှာနဲ့ကမှသိလို့ရတယ်လို့ပြောတာခန္ဓာကိုယ်မှာလည်းကြည့်မတူတဲ့သဘာဝတွေပေါင်းစုထားတာနော်အထူးတူပဲရုပ်ခန္ဓာကြီးကမတူတာတွေစုထားတယ်လို့စိတ်မှလည်းပဲလူတွေကပြောကြတယ်စိတ်လို့တစ်လုံးနဲ့ပြောနေတာအနည်းဆုံး10ခုစုထားတာဒီရဲ့များဖို့ပဲရှိတယ်10ခုအောက်ရောတာမရှိဘူး10ခုစုထားမှသူကအလုံးဖြစ်တယ်တစ်ခုနဲ့တစ်ခုမတူတာကားပဲကြည့်ပါဦးပစ္စည်းတွေအများကြီးစုထားတာမဟုတ်လားမှန်ပါပါဗျာအကြမ်းပြောရင်ကားဘော်ဒီရှိရတယ်ဘေးရှိရတယ်အင်ဂျင်ရှိရတယ်ဓာတ်ဆီရှိရတယ်
ပြေဖို့မောင်းနေဆိုရင် driver ရှိရတယ်ဘာအကုန်လုံးပေါင်းမှကားသွားလို့ရတာနော်မှန်ပါဗျာတခုပြက်နေတယ်ဆိုလို့ရှိရင်သွားလို့မရနောက်ဆုံးမှာဝါကျိုးလေးတစ်ချောင်းမှာပြုတ်နေတယ်ဆိုလို့ရှိရင်ကားဆက်လို့လို့ရမှာမှန်ပါဗျာဒါတွေအကုန်ပေါင်းလိုက်မှသူကအလုပ်ဖြစ်တယ်တခုနဲ့တခုတူလားလို့ဆိုတော့မတူကြဘူးမတူတာတွေပေါင်းတာထို့တူပဲစိတ်မှလည်းပဲမတူတာတွေပေါင်းထားတဲ့ရှစ်ခုဆိုတာသိအောင်ကြိုးစားတယ်မှန်ပါပါဗျာအေးစိတ်တိုင်းမှာပါဝင်နေတာက9ခုတချို့စိတ်တွေမှာပါတချို့စိတ်တွေမပါဘူးအဲ့ဒါက6ခုပေါင်းလိုက်တော့13ခုအဲ့ဒီ13ခုကိုအကောင်းလို့လည်းပြောလို့မရဘူးအဆိုးလို့လည်းပြောလို့မရဘူးမှန်ပါပါတဘာဝဖြစ်နေတဲ့အင်အားစုတွေပဲသူတို့နဲ့ရှင်တွဲနေတဲ့စိတ်ကိုစိတ်ကောင်းလို့ပြောလို့မရဘူးစိတ်ဆိုးလို့လည်းပြောလို့မရဘူးစိတ်ယုတ်လို့လည်းပြောလို့မရဘူးဟုတ်ပါလားမှန်ပါပါသူတို့မပါလို့ရှင်စိတ်ဆိုတာအာယုန်တိမှုကလွယ်လို့တခြားဘာကိုမှဆောင်ရွက်နိုင်စွမ်းရှိမှာမဟုတ်ဘူးစိတ်ရဲ့လှုပ်ဆောင်ချက်တွေဟာဟောဒီစေတသိက်တွေနဲ့တွဲတော့မှစေတသိက်တွေအကြောင်းပို့လို့စိတ်ဟာဆောင်ရွက်လို့ရတယ်ဘုန်းကြီးတို့ရဲ့ရုပ်ခန္ဓာကိုယ်ကြီးကြည့်ခြေတော့ပါရတယ်လက်ပါရတယ်ခေါင်းပါရတယ်အကုန်လုံးပေါင်းဆိုင်မှသွားတယ်တို့စားတယ်တို့ဒီလိုဖြစ်တယ်မဟုတ်လားမှန်ပါဗျာကိုယ့်ဘာကိုယ်အသေးစိတ်စဉ်းစားကြည့်ပါဇက်တစ်ခုတည်းရှိလို့စားလို့မရဘူးနော်မှန်ပါဗျာလက်ကယူပေးရတယ်လက်ကယူပေးတယ်ပါဇက်ကဖွင့်မပေးဘူးဆိုမရပြန်ဘူးမှန်ပါဗျာပါဇက်ကအနည်းရောင်ဖွင့်ပေးရတယ်ပါဇက်ထဲထည့်လိုက်လို့သွားကဝါမပေးပြန်ဘူးဆိုလည်းမရပြန်ဘူးမှန်ပါဗျာဝါတော့ဝါတယ်ရှာကနေပြီးတော့လှဲ့မပေးဘူးဆိုပြန်တော့လည်းမရပြန်ဘူးဟောကြည့်တဘာဝတွေကအကုန်လုံးစုပေါင်းပြီးတော့စက်ရုံကြီးလိုပဲတစ်ခုပြီးတစ်ခုဆက်လုပ်နေတဲ့သဘောလေးတွေကိုဒါကိုယ်ခန္ဓာကိုယ်တွေနဲ့ကြည့်လိုက်ပေါ့နော်မှန်ပါပါဗျာဒါဖြင့်ဒါတွေသိတော့ဘာအကျိုးရှိတာတုံးလို့ဆိုငါလို့တန်တရားလုံးထင်းလာတဲ့ထင်ကြီးဟာအော်ငါမဟုတ်ပါလားသူကသူလုပ်နေကြတာပါလားသူအကြောင်းနဲ့သူကိစ္စသူလုပ်နေကြတာပါလားဆိုတဲ့ဒီမှန်ကန်တဲ့အမြင်တစ်မျိုးရမလားနိုင်ဘူးလားရပါပါဗျာတန်တရားလုံးငါလို့ထင်လာတဲ့ဒီအစွဲကြီးမှတ်ထားတဲ့ဒီအစွဲကြီးကပျောက်သွားတယ်မှန်ပါပါတန်တရားလုံးငါဥစ္စာလို့ထင်လာတာလည်းပဲအော်ငါဥစ္စာမဟုတ်ဘူးသူအကြောင်းနဲ့သူတို့ဆိုင်ရာကိစ္စတွေသူကသူလုပ်နေကြတာငါလုပ်ခိုင်းတာလည်းမဟုတ်ဘူးသူကသူလုပ်နေကြတာဆိုတဲ့သဘောလေးပေါ်မလာဘူးပေါ်လာပါရဲ့ဒီမှန်ကန်တဲ့အမြင်ရဖို့ရတဲ့အခုလို analyze လုပ်ရတာလို့မှန်ပါပါဒီလိုခွဲခြားစိတ်ကြတဲ့အသိဉာဏ်ရဖို့ရတဲ့အဘိဓမ္မာကိုလေ့လာချင်ရတယ်မလေ့လာဘဲနဲ့ဒုအဘိဓမ္မာသဘောကိုမသိလို့ရှိရင်ဝိပဿနာဉာဏ်အထက်ဆင့်ဖြစ်ဖို့မလွယ်ဘူးမှန်ပါပါဘာဖြစ်လို့လဲဆိုရင်ကြည့်လေဝိပဿနာဉာဏ်ဖြစ်ဖို့ရတဲ့နာဂရူပပရိစ္ဆေဒဉာဏ်နဲ့ယုတ်နဲ့နာနှစ်ခုခွဲခြားသိဖို့ဆိုတာအရင်လာရပြီးတဲ့အခါဒီယုတ်တဲ့နာယုတ်တဲ့နာတွေဟာဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းကိုအမှန်သိဖို့လိုတယ်အဲ့ဒီနောက်ကြတော့မှဝိပဿနာဉာဏ်တွေကလာတာအဲ့တော့ဝိပဿနာဉာဏ်ကိုလမ်းခင်းပေးဝေရတဲ့ဒီအဘိဓမ္မာဉာဏ်ဆိုတာရှိကိုရှိရမယ်နော်မှန်ပါပါဗျာဒါကြောင့်မှလမ်းကြောင်းကရှင်းသွားပြီးတော့အမြင်တွေမှန်းလာမယ်တန်မြာကဆွဲလာတဲ့အစွဲတွေကိုဖြုတ်နိုင်တယ်ဒီလိုသဘောကြကဲကောင်းပြီစိတ်နဲ့တွဲပြီးတော့ဖြစ်လာတဲ့ရှစ်ခုဟာဘယ်လောက်ထိအောင်တွဲတုံးလို့ဆိုလို့ရှိရင်သူကတခုတည်းလို့ထင်ရအောင်တွဲတခုတည်းလို့ထင်ရအောင်တွဲတာဘယ်လိုထိအောင်တခုတည်းလို့ထင်ရတယ်လဲဆိုရင်ပေါ်လာတဲ့နေရာကလည်းတနေရာတွေကပေါ်လာ base လို့ခေါ်တယ်ဝတ္ထုကလည်းမြေဝတ္ထုကတခုတည်းမှန်ပါပါတခုတည်းကပေါ်တယ်ဥပမာပဲမျက်စိကပေါ်လာတယ်ဆိုရင်မျက်စိဆိုတဲ့မြေတခုတည်းမှာဟောဒီရှစ်ခုကပေါ်နားကပေါ်တယ်အတန်ကြားပြီးတော့နားကပေါ်တယ်ဆိုရင်လည်းဒီရှစ်ခုစလုံးမှာတခုကမျက်စိကပေါ်ပြီးတခုကနားကပေါ်တာဒီလိုမဟုတ်ဘူးနားကပေါ်တဲ့အုပ်စုဆိုရင်နားကပဲပေါ်တယ်ရှစ်ခုစလုံးနှာခေါင်းကပေါ်လာတယ်ဆိုရင်နှာခေါင်းကယူပဲပေါ်တယ်လျှာကိုမှီပြီးတော့ပေါ်လာတယ်ဆိုရင်လည်းလျှာကပဲပေါ်လာခန္ဓာကိုယ်ကာယပတာရကိုမှီပြီးတော့ပေါ်လာတယ်ဆိုရင်လည်းခန္ဓာကိုယ်မှီရဝတ္ထုရုပ်တူတယ်တဲ့ရှစ်ခုစလုံးဒါတွေမဲ့လာလို့ဆိုမဟုတ်ဘူးသူတို့
ရရှိထားတဲ့အာယုံကလည်းတူတူပဲမြင်ရလည်းတူရမယ်အာယုံလည်းတူရမယ်ဒီလိုတူညီနေတဲ့ဒီရှစ်ခုဟာတဲ့ဖြစ်တော်လဲတပြိုင်နဲ့ဖြစ်လာတယ်ပြတ်တော်လဲတပြိုင်နဲ့ပြတ်သွားတယ်လို့ဆိုတော့တခုတည်းလို့ဖြစ်မနေဘူးလားတခုတည်းလို့ဖြစ်နေပါတယ်သို့တော့သူတို့ရဲ့ဆောင်ရွက်ချက်တွေကတခုတည်းမဟုတ်ဘူးကာယလမ်းပေါ်မှာပြေးနေတာဓာတ်စီကလည်းဓာတ်စီအလုပ်လုပ်တယ်အင်ဂျင်ကလည်းအင်ဂျင်အလုပ်လုပ်တယ်ဒရိုင်ဘာကလည်းဒရိုင်ဘာအလုပ်လုပ်ရတယ်ဘိန်းကလည်းဘိန်းအလုပ်လုပ်ရတယ်သူ့ဆိုင်ရာအလုပ်တွေလုပ်တယ်သို့တော့ကားလမ်းပေါ်မှာပြေးနေတယ်ဆိုတဲ့တခုပဲရဟုတ်တယ်မှန်ပါဗျာလူတွေလမ်းလျှောက်တဲ့အခါလည်းပဲမျက်စိကလမ်းကိုကြည့်ပေးရတယ်ခြေထောက်ကရှောက်ရတယ်ဉာဏ်နဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကဒီ balance ဖြစ်အောင်ညှိပေးရတယ်ဟောကြည့်စုပေါင်းပြီးတော့သူ့လုပ်သွားကြတယ်အဲ့ဒါလို့သူ့လုပ်နေတယ်ဆိုတာလေးတွေတဘာဝချင်းမတူတဲ့အရာတွေပေါင်းစပ်ပြီးတော့သူ့လုပ်နေတာတွေကိုယ်တဏ္ဍာမှာရှိနေတယ်အဲ့တော့ဒီခုနှစ်ခုကဘာတွေလဲစိတ်ဖြစ်တိုင်းဖြစ်တယ်ခုနှစ်ခုဆိုတာပါဠိလိုအရင်ပြောကြရအောင်နံပါတ်1ကဖတ်တာဖတ်တာကစဖြစ်လို့ဖတ်တာလို့ပြောတာမဟုတ်ဘူးဒါကဟောရပြောတဲ့အခါမှာအစဉ်ကိုပြောတာနော်သူတို့အားလုံးဟာတပြိုင်တည်းဖြစ်ကြတယ်စိတ်ဖြစ်တာနဲ့ဖတ်တာဆိုတာအာယုန်နဲ့ထိတွေ့မှုဒီလိုအိဗေရစိတ်နဲ့အာယုန်ထိတွေ့သွားတဲ့သဘောကဖတ်တာဝေဒနာနဲ့ခံစားမှုတင်ညာအမှတ်သားပြုပြီးတော့သိမှုစေတနာလှုပ်ဆော်စည်းရုံးမှုဖြစ်တဲ့သဘာဝတရားတွေကိုလှုပ်ဆော်ပြီးတော့စုစည်းပေးတဲ့တော့စည်းရုံးပေးတဲ့တော့စေတနာဧကဂတအာယုတစ်ခုတည်းပေါ်မှာစိုက်ကြအောင်ဥတီချက်တစ်ခုတည်းထားပေးမှုဇီဝိတ္တရိယစောင့်ရှောက်တဲ့နေရာမှာပိုင်ဆိုးတဲ့အသက်လို့ခေါ်တဲ့အရာတစ်ခုဒါလည်းသဘာဝတရားတစ်ခုပဲနော်မှန်ပါပါဗျလူတွေကအသက်လို့ခေါ်တာဒါဟုတ်ချင်မှာဟုတ်ဒါကသူ့ရဲ့ဆောင်ရွက်မှုကတော့ဒီသဘာဝတရားတွေထပ်ပြီးတော့ဖြစ်နေအောင်ဖြစ်နေတဲ့အချိန်ပိုင်းလေးတွေသူကနေအကာအကွယ်ဆောင်ရှောက်ပေးပြောမယ်ဆိုရင်ပရိသတ်လုပ်ပေးတယ်ပေါ့ခုခေတ်နဲ့ပြောမယ်ဆိုပရိသတ်လုပ်ပေးတာနော်ဆိုင်ရာအသက်တန်းလေးတွင်ပျက်စီးမသွားအောင်သူကပရိသတ်လုပ်ပေးတယ်ထိမ့်ပေးတယ်လို့ပြောနောက်မနတိကာရဆိုတာနှလုံးသွင်းတယ်လို့ဗမာတွေကပြောတယ်အာယုရှိတဲ့ဘက်ကိုစိတ်ကိုဥလှဲ့ပေးတယ်စိတ်နဲ့အာယုနဲ့တွဲတော်အာယုနဲ့စိတ်ကိုအာယုဘက်ကိုစိတ်ကိုဥလှဲ့ပေးတဲ့သဘောကဲတစ်ခုနဲ့တစ်ခုတူရလားတူပါပါဗျာဖတ်တာကအာယုနဲ့စိတ်ကိုစုံစည်းပေးတာဝေဒနာကအာယုရဲ့သဘာဝကိုတွေ့ကြုံရသွားတာခံစားတာတင်ညာကအမှတ်သားလေးလုပ်ပြီးတော့သိလိုက်တာစေရနာကလှုပ်ဆော်ပြီးတော့စီယုံတာအာလုံးတူဆောင်ရွက်ရအောင်သူကိစ္စသူဆောင်ရွက်အောင်စေရနာကလှုပ်ဆော်တဲ့စီယုံနေဧကဂတဆိုတာတစ်ခုပြီးတော့အာယုတစ်ခုရဲ့ပုံမှာကြသွားအောင်အာယုတစ်ခုရဲ့ပုံမှာကြသွားအောင်ပေါင်းပေးတယ်ဇီဝိတ္တတွေဆိုတာဖြစ်လာတဲ့သဘာဝတရားတွေထိမ့်သိမ်းဆောက်ရှောက်ပြီးတော့ပေးတယ်မနတိကာလဆိုတာစိတ်ကိုအာယုဘက်ကိုလှည့်ပေးတယ်နှလုံးသွင်းတယ်လို့ပမာလေးပြောတယ်ကဲအဲ့ဒီသဘာဝတရားလေးတွေဟာစိတ်ရဲ့ဟောဒီသဘာဝစေတသိက်9ခုရဲ့ဟာခွဲလို့မရအောင်တစ်ခုတည်းအနေနဲ့ရှင်တွဲပြီးတော့ဖြစ်နေကြတယ်မှန်ပါပါဗျာ unity of mind လို့ပြောမှန်ပါပါဗျာလူရဲ့ယုတ်ခန္ဓာကိုယ်မှာအမတန်သေးငယ်တဲ့ဆဲကလေးတစ်ခုမှတောင်မှပဲယုတ်10ခု9ခု10ခုပေါင်းနေနော်မှန်ပါပါဗျာ10ခုပေါင်းအခုစိတ်ကလည်းဒီလိုပဲတာမန်စိတ်ကလေးအနည်းဆုံးအနည်းဆုံးစိတ်ကလေးတစ်ခုမှဟောဒီ10ခုပေါင်းနေတယ်စိတ်တစ်ခုနဲ့စေတသိက်9ခုဟောဒီ10ခုပေါင်းမှန်ပါပါက
ကဲဒီနေရာမှာဘယ်လိုနားလည်ရမလို့လို့ဆိုလို့ရှိရင်စဉ်းစားကြည့်ပါစိတ်နဲ့အာယုန်နဲ့တွေ့ဖို့ရတဲ့တွေးဆုံပေးတဲ့ကိရိယာတွေးဆုံပေးတဲ့သဘာဝမပါရင်စိတ်ကလေးရဲ့သဘာဝကသူကတွေးဆုံတာသူမလုပ်နိုင်ဘူးခံစားတာသူမလုပ်နိုင်ဘူးမှတ်တမ်းတင်တာသူမလုပ်နိုင်ဘူးလှုပ်ဆော်တာစီယုံတာသူ့အလုပ်မဟုတ်ဘူးဟုတ်ကဲ့မှန်ပါဗျာလှုပ်ဆော်တာစီယုံတာသူ့အလုပ်မဟုတ်ဘူးဟောစုစည်းပေးတာလည်းသူ့အလုပ်မဟုတ်ဘူးအာယုန်တစ်ခုလည်းပေါ်မှာစုနေတာစုအောင်လုပ်တာသူ့အလုပ်မဟုတ်ဘူးစောင့်ရှောက်ထိမ့်သိမ့်ပေးတာလည်းသူ့အလုပ်မဟုတ်ဘူးအာယုန်ရှိရာကိုဥလှည့်ပေးတာလည်းသူ့အလုပ်မဟုတ်ဘူးသူ့လောက်တာကအာယုန်ကိုသိလိုက်တဲ့ဘောလေးပဲဒါသူ့လောက်နိုင်ကြည်တဘာဝတရားလေးတွေကသူ့အတူစုစည်းတာစိတ်ကလေးကအာယုန်နဲ့တွေ့ဖို့ရအတွက်ဖတ်တာဆိုတဲ့ဒီအာယုန်နဲ့ဆုံတွေ့ပေးတဲ့တဘာဝလေးတစ်ခုရှိကိုရှိရသူမရှိရင်အာယုန်နဲ့မဆုံတွေ့နိုင်ဘူးပေါ့မှန်ပါပါအာယုန်နဲ့ဆုံတွေ့သွားတဲ့အခါမှာအာယုန်ရဲ့သဘောကိုသိလိုက်တာခံစားလိုက်တာအတွေ့အကြုံတစ်ခုရလိုက်တာလူတွေကပြောကြတယ်ပေါ့တွေ့အကြုံကိုပြောကြတာနော်မှန်ပါခံစားတယ်ဆိုရင်တခါတလေသဘောမပေါက်နိုင်နေခံစားတယ်ဆိုတာစိတ်ထဲမှာပျော်သွားတဲ့ဒီအာယုန်လေးနဲ့စိတ်ညစ်သွားတဲ့ဒီအာယုန်လေးတွေ့တဲ့အခါဟောဒါခံစားအတွေ့အကြုံရတာမှန်ပါအဲ့တော့တစ်ခုချင်းပြောရအောင်ဖတ်တာဆိုတဲ့သဘာဝတရားမြတ်စွာဘုရားကိုယ်တိုင်ကလည်းဒီဖတ်တာစိတ်ပေါ်လာမှပေါ်တယ်ဆိုတာကြည့်စေခုသပတိသရူပေသဥပိစတိစက္ခုဝိညာဏံဒိဋ္ဌံသင်္ကတိဖတ်တော်စက္ခုစက္ခုပတာရယုတ်ကို၎င်းစက္ခုပတာရယုတ်ဆိုတာကံကဖန်တီးပေးထားတဲ့ဟာနော်မှန်ပါပါကံကြောင့်ဖြစ်လာတဲ့အရာတစ်ခုတာမန်ဆိုလို့ရှိရင်ကြောက်တုံးပေါ်မှာတော့ဒီစိတ်ဖြစ်ခြင်းမှာဒီမြင်တာဆိုတာရှိတယ်မှာရှိမှာပေါ့နော်ဒါကကံကနေပြီးတော့ဖန်တီးပေးထားတယ်စက္ခုစက္ခုပတာရယုတ်ကို၎င်းရူပေသစက္ခုပတာရယုတ်ပေါ်မှာထင်လာတဲ့အစဉ်အာယုန်တို့၎င်းပဋိစ္စဆွဲပြု၍စက္ခုဝိညာဏံမြင်သည့်စိတ်ကလေးဒီဝစက္ခုပတာရယုတ်ပေါ်မှာအမိပြုပြီးတော့ပေါ်လာတဲ့စိတ်ကလေးဒီဥပ္ပစ္စတိဖြစ်ပေါ်လာရ၏နော်စိတ်ကလေးဖြစ်ပုံကိုဟောဒီပါဠိတော်ကနေခေါ်တာမှန်ပါပါဒါအရာတည်းမှလည်းကိုနားလည်လို့ရတာပဲကိုမှမျက်စိရှိတယ်မျက်စိရှိတော့ပြင်မကမြင်စရာအာယုံကမျက်စိမှလာတိုက်တယ်တိုက်လိုက်သည့်အတွက်ကြောင့်မြင်သိစိတ်ကလေးပေါ်လာတယ်မျက်စိမိတ်ထားရင်ဒီစိတ်မပေါ်ဘူးလေမှန်ပါပါမြင်လိုက်တယ်ဆိုတော့မျက်စိဖွင့်ထားလို့မျက်စိကိုအာယုံလာထိမှမြင်သိစိတ်ကလေးပေါ်ရဲဆိုတာစိတ်ဓာတ်နုပဒနာအနေနဲ့စိတ်ကိုလေ့လာကြည့်ကိုယ့်ဟာကိုယ်ရလုံးလေးဖွင့်လိုက်တာကြည့်လိုက်တာနဲ့ဟောကိုယ့်ရှိမှမြင်စရာတွေမြင်မနေဘူးလားမြင်ပါပါဗျာမြင်တာလည်းတစ်ခါတည်းမြင်တာမဟုတ်ဘောလေးမြင်လိုက်ဒါလေးမြင်လိုက်သိဉာဏ်လောင်းကြည့်တော့တစ်ခါတည်းမြင်နေထင်နေတာနော်စိတ်ဆိုတာအလုံးများနေတယ်အာယုံမျိုးကိုဖမ်းယူနိုင်ပန်းပွင့်လေးကြည့်လိုက်ပန်းပွင့်လေးမှာအဖြူတွေလည်းပါတယ်အနီတွေလည်းပါတယ်ရောင်စုံဆိုတာစိတ်ကထင်လိုက်တာဒီရောင်စုံအကုန်လုံးမြင်တယ်လို့ထင်တာမဟုတ်ဘူးအာယုံပြည့်တဲ့စိတ်ပါသွားတာအမြန်ကြီးမြင်လိုက်တာဟုတ်ကဲ့ဒါတော့မြန်တာရောဖြစ်နိုင်လားလို့ဆိုဖြစ်နိုင်တာပေါ့ဘောလုံးလေးတွေလက်ထဲမှာဟိုဘက်10လုံးဒီဘက်10လုံးနဲ့ဘောလုံးလေးကိုမြောက်ပြီးဖမ်းတဲ့လူမြင်ဘူးတယ်မဟုတ်လားမြင်ဘူးပါရဲ့ဗျာဒါလုံးမှလုံးမကြအောင်ဖမ်းနိုင်တာဒါတာမန်လက်တစ်ဖက်ရဲ့ကျင့်ထားတဲ့လက်ရဲ့စွမ်းရည်တတ်တယ်လေဒီမျက်စိဆိုတာကာကပေးတဲ့စွမ်းအားတတ်တွေသူကအပြည့်ရှိနေတာစိတ်ကလည်းပဲကာကပေးတဲ့စွမ်းအားတတ်တွေမြင်ရှိတာဆိုတော့ကြည့်လေအာယုံအကုန်လုံးကိုဖမ်းမိတယ်မလွတ်တမ်းဖမ်းတာအကုန်လုံးဖမ်းမိနိုင်စက္ခုပတာရရဲ့မြင်စရာအာယုံလေးရဲ့ဒီတစ်ခုပေါင်းစပ်လိုက်လို့မြင်သိစိတ်တော့စက္ခုပတာရကိုမှီပြီးတော့ဖြစ်လာတဲ့စိတ်ကလေးကပေါ်လာရတယ်တဲ့ဒိဋ္ဌံသင်္ကတိဖတ်တော့ဒီသုံးခုပေါင်းစပ်သွားတဲ့အခါကျတော့ဘာပေါ်လာတော့ဆိုဆက်ပြီးပေါ်လာတာကိုပြောတာစက္ခုဝိညာဉ်စိတ်လို့ဆိုတဲ့မြင်သိစိတ်လေးပေါ်လာတာနဲ့ဒီဇိုင်းနဲ့ထိုအာယုံနဲ့ဒီစိတ်နဲ့တွေ့တော့အောင်ဘယ်သူကလုပ်ပေးလိုက်တာလို့ဆိုဖတ်တာဒိဋ္ဌံစက္ခုပတာဒရူပယုံစက္ခုဝိညာဉ်စိတ်လို့ဆိုတဲ့ဒီသုံးမျိုးတို့ရဲ့သင်္ကတိပေါင်းစုံမှုကြောင့်ဖတ်တော်ဖတ်တာဆိုတာပေါ်လာရတယ်
ဖတ်တာဆိုစက္ကဝိညာဉ်စိတ်မပေါ်ပဲဖတ်တာမပေါ်ဘူးတို့တော့စက္ကဝိညာဉ်စိတ်နဲ့ဖတ်တာစက္ကဝိညာဉ်စိတ်ကအရင်ပေါ်ပြီးတော့မှဖတ်တာနောက်ပေါ်လာလားဆိုမဟုတ်ဘူးတခါလဲပေါ်တာဘယ်ပေါ်မှာပေါ်လာတော့ဆိုစက္ကုပ္ပတ္တရယုတ်ပေါ်မှာပေါ်လာတာရူပယုတ်မှာပေါ်လာမဟုတ်ဘူးစက္ကုပ္ပတ္တရယုတ်ကိုမှီပြီးတော့ဖြစ်လာကြစက္ကဝိညာဉ်စိတ်ကအဲ့ဒီကိုဖြစ်တော့စက္ကဝိညာဉ်စိတ်ပြီးပြီးတော့ဖတ်တာလေးကပေါ်လာအဲ့လိုဖတ်တာဆိုတာအာယုန်လေးနဲ့စက္ကဝိညာဉ်စိတ်ကလေးနဲ့ရူပယုန်လေးနဲ့ဆုံမိသွားအောင်ကဆက်သွယ်ပေးတဲ့သဘောပဲ communicate လုပ်ပေးလိုက်တာသူကဆက်သွယ်မှုရသွား in touch ပေါ့ခုလိုပြောလို့ရှိရင်ရူပယုန်နဲ့စက္ကုပ္ပတ္တရထင်ဟပ်လာတဲ့အခါမှာစိတ်နဲ့ဒီအာယုန်နဲ့တွေ့အောင်သူလုပ်ပေးလိုက်တာဟောစိတ်နဲ့အာယုန်နဲ့တွေ့သွားပြီပန်းဆိုရင်ပန်းဆိုတဲ့အညီလေးပေါ်မှာမျက်စိတ်ကလေးကရောက်သွားပြီပန်းဆိုတဲ့အညီရောက်သွားပြီနော်ပန်းဆိုတဲ့အားလေးရောက်သွားတဲ့အခါကျတော့ဟောဒီပန်းလေးကမွေးတယ်မမွေးဘူးလှတယ်မလှဘူးဆိုတဲ့အတွေးလေးတွေနောက်ကဆက်လာတယ်အဲ့ဒီအတွေးလေးတွေဆက်လာတာကအရင်တော့ကအတွေ့အကြုံရှိလို့မရှိဘဲနဲ့မဆက်နိုင်ဘူးအဲ့ဒီလှတဲ့ပန်းဆိုလို့ရှိရင်ဝမ်းသာတဲ့ခံစားမှုလေးမလာဘူးလားမှန်ပါပါဗျာอ๋อအဲ့ဒီခံစားမှုလေးပေါ်လာတာကိုပဲဝေဒနာလို့ပြောတယ်ပရိစ္ဆေသမုပ္ပါဒ်ကြတော့တူတူဖြစ်တာပဲမဲ့လို့ဒီစိတ်နဲ့အာယုန်နဲ့မဆုံစည်းမှုဆိုတဲ့ဖတ်တာမရှိပဲဝေဒနာလာလို့မရလို့ရှေ့နောက်သဘောမျိုးမြတ်စွာဘုရားကဟောထားတာဖတ်တာပစ္စယဝေဒနာဖတ်တာပေါ်ပြီးမှဝေဒနာပေါ်တာမဟုတ်ဘူးဖတ်တာပေါ်တဲ့အတိုင်းအတာလျောက်ဝေဒနာပေါ်လာတယ်လို့ဒီလိုပြောတာเนาะဖတ်တာပေါ်တာကအင်အားပြော့နေတယ်ဆိုရင်ဝေဒနာလည်းအင်အားပြော့တယ်ဖတ်တာပေါ်မှုကအင်အားကောင်းတယ်ဆိုရင်ခံစားမှုကအင်အားကောင်းတယ်ဒါကိုဆိုလိုတာเนาะပေါ်လာကြတော့သူတို့တူတူပေါ်တာပဲဒီကြိုင်နဲ့ပေါ်လာတာဖတ်တာရဲ့အာယုန်နဲ့စိတ်ကိုစုံစည်းပေးမှုကစွမ်းအားထက်လေလေဝေဒနာခံစားမှုကစွမ်းအားထက်လေလေတဲ့ဒါကြောင့်ဖတ်တာပစ္စယဝေဒနာလို့ဒီလိုဟောတာဒိဋ္ဌိသင်္တိဖတ်တော်ဖတ်တာပစ္စယဝေဒနာကြည်ဝေဒနာလေးပေါ်လာတယ်ကိုယ်စိတ်ကိုကိုယ်ကဲခတ်ကြည့်ဟောတာဝိပဿနာပဲစိတ်ဓာနုပဒနာတို့ဓမ္မာနုပဒနာတို့ဆိုတာဒါပြောတာနော်မှန်ပါပါဗျာကိုယ်ကိုစောင့်ကြည့်တာသူများမကြည့်တယ်လီဗီရှင်းတော့စောင့်ကြည့်ကြတယ်ဟုတ်လားအဲ့တော့ကိုယ်စိတ်လေးကိုစောင့်ကြည့်တော့ဘယ်လိုဖြစ်နေတယ်လဲဆိုတာထိုင်ပြီးတော့ကြည့်တယ်ကိုယ်စိတ်ကိုမျက်လုံးလေးမိတ်ပြီးစောင့်ကြည့်တဲ့အခါမှာတတိကြီးရတတိကြီးစွာရှိရတမာတိစိတ်တည်ငြိမ်မှုရှိရထိုင်တော့ကြည့်တယ်ဟိုတွေးဒီတွေးဆိုလွတ်ကုန်ပါပဲအများကြီးအများကြီးလွတ်ကုန်ပါနော်တယ်လီဗီရှင်းကြည့်တော့ဟိုတွေးဒီတွေးဟိုလက်စကားပြောဒီလက်စကားပြောဆိုဇာတ်လမ်းတွေလွတ်ကုန်အဲ့ဒါမျိုးမဖြစ်တမာတိစွမ်းအားတို့တတိစွမ်းအားတို့နဲ့စောင့်ကြည့်လိုက်လို့ရှိရင်ဒီသဘာဝတွေကမြင်လာရမယ်သဘောတွေပဲတကယ်ဖြစ်နေတဲ့ဖြစ်စဉ်တစ်ခုကိုမြတ်စွာဘုရားဟောဖတ်တာဆိုတာစိတ်ကိုအာယုန်နဲ့စုံစည်းပေးတဲ့သဘောဝေဒနာဆိုတာစိတ်နဲ့အာယုန်စုံစည်းလိုက်လို့ရှိရင်ခံစားမှုလေးပေါ်လာတယ်ဝေဒနာရဲ့စွမ်းအားကြောင့်စိတ်ကလေးကခံစားမှုအတွေ့အကြုံရသွားတယ်။အော်ဒီပန်းမျိုးဆိုမွေးတယ်ဟိုပန်းမျိုးဆိုမမွေးဘူးဒီပန်းလေးကလှတယ်ဟိုပန်းကမလှဘူးဆိုတဲ့ဒီပျော်မှုမပျော်မှုဆိုတဲ့ခံစားချက်ကလေးတွေပြောတယ်ဗမာပြည်မှာတော့လူတွေကဝေဒနာဆိုလို့ရှိရင်ယောဂလို့အောင်းမိတ်ကြတယ်နော်ယောဂကိုပြောတာမဟုတ်ဘူးဒီဝေဒနာက feeling လို့အင်္ဂလိပ်လိုပြန်တယ်အမှန်ကတော့ experience လို့ပြန်ဖို့ကောင်းတွေ့ကြုံနေရတာအတွေ့အကြုံကဘာလို့ဆိုရင်ဝမ်းသာတဲ့အတွေ့အကြုံကလည်းအတွေ့အကြုံပဲလေဝမ်းနေတာဆိုတာလည်းအတွေ့အကြုံတစ်ခုပဲလေဝမ်းနေဘူးလို့ရှိရင်ဝမ်းနေဘူးတဲ့အတွေ့အကြုံလေးစိတ်ထဲမှာခံစားချက်လေးမပေါ်ဘူးလားပေါ်ပါပါဗျာဝမ်းသာတဲ့အတွေ့အကြုံနဲ့တွေ့ရလားမတူပါဘူးဗျာမတူဘူးကိုယ့်ကိုစဉ်းစားကြည့်ဝမ်းနေတဲ့အခါစိတ်ဖြစ်တာဘယ်လိုဖြစ်လဲဝမ်းသာတဲ့အခါစိတ်ဘယ်လိုဖြစ်တယ်လဲဝမ်းနေတာလည်းမဟုတ်ဘူးဝမ်းသာတာလည်းမဟုတ်ဘူးစัจ जा ဆိုရင်စိတ်အခြေအနေဘယ်လိုရှိလဲဟောဝေဒနာဆိုဖြစ်နေတာနော်ရိတ်တာဒီမှာပြောတဲ့ဝေဒနာကြော်တယ်ဝေဒနာကြော်တယ်ဆိုတာကဒုက္ခဝေဒနာကြော်တာကိုပြောတာနော်ဝေဒနာကိုလုံးဝကြော်လို့မရဘူးစိတ်ရှိရင်ဝေဒနာရှိနေမှာပဲအဲ့ဒါနဲ့တတိထားအောင်ဝ
ဝေဒနာကြော်လို့ဝေဒနာချုပ်သွားပြီဝေဒနာမရှိတော့ဘူးလို့ဒီလိုထင်တယ်စိတ်ရှိနေတဲ့ညဝေဒနာကတော့ရှိတယ်ဒုက္ခဝေဒနာကြော်သွားတဲ့ကမ္မဋ္ဌာန်းထိုင်ရတာခြေထောက်နာတာတို့ကြောတဲ့အောက်နာတို့ဆိုတဲ့အဲ့ဒီဒုက္ခဝေဒနာတွေကိုလွန်မြောက်သွားပြီးနာရကြိုက်တာခဲတာတွေအောက်နာတွေမရှိတော့ဘူးဆိုတာကိုဝေဒနာကြော်တယ်လို့ပြောနေကြတယ်နော်အေကောင်းပြီအဲ့ဒီဝေဒနာဆိုတာစာလို့ပြောတော့အာယုံဤရတာကိုခံစားတယ်လို့ပြောတယ်သဘောမပေါက်ပဲအာယုံဤရတာကိုခံစားတယ်ဆိုတာကောင်းတာဆိုရင်သူကကောင်းတဲ့အတွေ့အကြုံလေးရတာမကောင်းဘူးဆိုရင်မကောင်းတဲ့အတွေ့အကြုံလေးရတာသူကခံစားတဲ့သဘောလေးပဲရှိတယ်ဟောနောက်တစ်ခုလာမယ်တင်ညာတဲ့သူကမှတ်တမ်းတယ်အာယုန်နဲ့စိတ်နဲ့တွေ့လိုက်တဲ့အခါမှာပထမဆုံးတွေ့တာသူကမှတ်တမ်းတင်ပြီးတော့သူကသိလိုက်တယ်မှတ်တမ်းတင်ကြည့်လေဘောပင်လေးနဲ့စာအုပ်ထဲမှာရေးရဆိုတော့မှတ်တမ်းတင်တာဘာအတွက်တော့ဆိုနောက်တစ်ခါပြန်ဖတ်ဖို့မေ့နေလို့ရှိရင်ဒါလေးပြန်ကြည့်ပေါ်မလာဘူးပေါ်လာပါဘူးဗျာပညာရဲ့သဘောကလည်းသူ့ဘာသူဒါ noting system လို့ခေါ်စိတ်ရဲ့ note လုပ်တဲ့မှတ်တမ်းတင်တဲ့သဘာဝသူကသူရှိပြီးတဲ့ recording system လို့ပြောလို့ရတယ်ပေါ့စိတ်မှလည်းပဲအာယုတစ်ခုတွေ့လိုက်တာလေသူကမှတ်တမ်းတင်လိုက်တယ်အဲ့ဒါတင်ညာပဲအဲ့ဒီမှတ်တမ်းတင်တာမမြဲလို့သူ့ကိုထောက်ကူဖြစ်ဖို့ရအတွက်ဘောပင်လေးနဲ့စာရွက်ကလေးနဲ့ရေးနေရတယ်သူကပျောက်လွယ်တယ်တစ်ခါကြာမေ့သွားတယ်ပျောက်တယ်ဒါကြောင့်မို့လို့လက်သမားတွေအသားတွေလည်းဖြတ်တဲ့အခါကျတော့ကြည့်မှတ်ထားတယ်လေဒါကအထက်ကဒါကအောက်ကဒါနဲ့ဒါကျွမ်းရမယ်ဆိုတာလက်သမားတွေလုပ်တဲ့အခါမှာကြည့်မှတ်ထားအဲ့ဒီအမှတ်နဲ့နောက်တစ်ခါကျတော့မမှားတော့ဘူးမလားမှန်ပါပါဗျာအေးမှတ်ထားတာတွေကလည်းပဲတစ်ခါတစ်ခါလွယ်လွယ်မမမှတ်ထားတာရှိသေးတယ်ဒါကြောင့်မလို့လူမြင်တဲ့အခါမှားနှုတ်ဆက်တာမျိုးတွေမကြုံဘူးလားဟုတ်ပါဗျာပုံပန်းတဏ္ဍတွင်ဒါပဲလို့ထင်တာတော့ပုံပန်းတဏ္ဍလေးမတူလိုက်နဲ့ဒါပဲလို့ထင်ပြီးတော့မှားနှုတ်ဆက်တတ်တယ်သူကမှတ်ထားတဲ့အတိုင်းပဲသူကသိတာသူကဘာမှပို့ပြီးထိုးရဲသိနိုင်တဲ့အစွမ်းမရှိသူစိတ်ထဲမှာသူတင်ညာကမှတ်တမ်းတင်လိုက်တဲ့အတိုင်းနောက်တစ်ခါဒီလိုဟာမျိုးတွေ့ရင်ဒါပဲထင်လိုက်တယ်ဒါကြောင့်မို့လို့ဒီတင်ညာကတစ်ခါကျတော့ဝိပ္ပန္နာတလို့ခေါ်တယ်ဘာသာရှင်တင်ညာဝိပ္ပန္နာတတင်ညာရဲ့လွယ်မှားမှုတွေအများကြီးရှိအဲ့ဒီလွယ်မှားမှုမဖြစ်အောင်မြတ်စွာဘုရားကအတုပတင်ညာတို့အနိစ္စတင်ညာတို့ဒုက္ခတင်ညာတို့ဆိုစိတ်ထဲမှာစွဲနေအောင်လုပ်ခိုင်းတာမမြဲဘူးဆိုတာစွဲနေအောင်လေ့ကျင့်ထားမလှဘူးဆိုတာစွဲနေအောင်လေ့ကျင့်ထားယွန်စရာတွေတွေးပြီးတော့ဟုတ်ကဲ့လားအနတ္တကိုမပိုင်ဘူးဆိုတာတွေစွဲနေအောင်လုပ်ထားလို့ဆိုတဲ့တင်ညာတွေကိုမြတ်စွာဘုရားဟောတာဒါကဘာလို့လဲဆိုရင်ဒီတင်ညာကသူကမှတ်တဲ့အတိုင်းပဲသူကနေတတ်တယ်အဲ့ဒါကြောင့်မဟုတ်ဘူးကြည့်လေဘယ်သမားတွေကညတိုင်သူတို့သမင်တွေဘာတွေကနေပြီးတော့ကောင်းစဝါးပင်တွေလာစားတယ်တောဆက်မှာစားရတယ်လေခွင်းတွေမှာဆိုရင်သမင်တွေဘာတွေကညလာစားတာဒီကောင်းတွေမလာနိုင်အောင်သူတို့ဘာလုပ်ထားလို့ဆိုရင်စားကြောင်းလေးကိုလုပ်ထားတယ်လုပ်ပြီးတော့လူဝတ်တဲ့အဝတ်စားတွေဝတ်ပေးထားဝတ်ပေးထားတော့ဟိုကောင်လေးကလာဒါမြင်ဟာလူကြီးရှိတာဆိုထွက်ပြေးကြစားကြောင်းရုပ်ဆိုတာလည်းအဲ့ဒီဟာပဲနော်စားကအဟုတ်ထင်ပြီးတော့ထွက်ပြေးတယ်လေကြီးချောက်တဲ့အခါလည်းတို့လူပဲမြားလေးပုံတရံလောက်ထားရင်ကြီးကလန့်နေမလာရဲဘူးနာတာဘာလို့ဆိုသူကမှတ်ထားတာဒါလန့်เสียရလို့သူမှတ်ထားအန္တရာယ်ရှိတယ်လို့သူကမှတ်ထားသေးတယ်ကြောင့်မလာရဲဘူးကြောင့်လူတွေမှာရောဒီလိုအမှတ်မှားတာရှိလားလို့ဆိုတော့တင်ညာနဲ့ပတ်သက်ပြီးတော့တင်ညာဝိပ္ပန္နတာတွေအများကြီးပဲလူတွေမှာတင်ညာဝိပ္ပန္နတာဖြစ်လို့လောဘဖြစ်တယ်ဒုက္ခကိုဒုက္ခလို့ထင်တယ်နော်ဆင်းရဲတာကိုချမ်းသာတာကိုဆင်းရဲတာကိုချမ်းသာတယ်လို့ထင်တယ်မမြဲတာကြီးကိုမြဲတယ်လို့ထင်တယ်ကိုမပိုင်တာကြီးကိုပိုင်တယ်လို့ထင်တယ်နော်မလှတာကိုလှတယ်လို့ထင်တယ်ဆိုရင်ထင်မှမှားမှုတွေဝိပ္ပန္နတာတရားတွေ hallucination လို့ခေါ်တယ်အရက်မူးပြီဆိုရင်အရက်ကြောင်တယ်ဆိုတဲ့အကြောင်းတော့ hallucination လူမြင်တာလည်းသူရန်လို့တဲ့ထင်ရင်ထင်တယ်အရက်သမားကလေဟုတ်အဲ့ဒါမျိုးလို့တင်ညာကလည်းသူမှတ်ထားပြီးတော့သူထင်ညာတွေထင်ပြီးတော့နေတတ်တယ်စိတ်ထဲမှာပေါ့ရှင်းတော့ကဂုံတယ်တစုဝိလံနဲ့
အရဒေတာသွားပြီးကုံရောက်ကုန်ဝင်လုပ်တယ်တောရွာလေးတစ်ခုရောက်တော့အဲ့ဒီတောရွာကအလှူကလေးပေးနေတရားစစ်ကြီးတွေဘာတွေလည်းရှိတာမဟုတ်ဘူးမိမိတ်တုပ်လေးထုံးပြီးတော့ထမင်းတွေကျွေးကုန်တယ်တွေရောက်သွားတာဟာအဲ့ဒါတွေရောက်ပြီးလာဆိုပြီးတော့တော့စေရနာကောင်းကောင်းနဲ့ထမင်းတွေကျွေးမှုံပြပြလည်းမှစားတာဘာမှလည်းမသိဘူးအင်းညိုရင်ချုံလို့တောက်ကြတယ်သူတို့စိတ်ထဲကတော့ထင်တော့ဒီကောက်ခောက်ဆွဲဟင်းညိုဟင်းလို့ထင်ပြီးတော့တောက်ကြတာချိုလိုက်တာခောက်ဆွဲဟင်းညိုဟင်းဘယ်လိုများချက်ထားပါလဲကုသိုလ်ရှင်တွေကလည်းအာရပါရခင်ဗျားတို့ဒီဟင်းကြိုက်ရင်ယူသွားမနဲ့ကြတော့စားနှွေးထားရတယ်တဲ့ဆိုတော့ယူသွားကြတယ်ထည့်ပြီးတော့စားပြီးတော့အဲ့ဒါလိုထည့်စားရနေပြီးတော့မနဲ့မိုးလင်းတို့ဟာညာဟင်းညိုဟင်းသိကောင်းတယ်မနဲ့ကြတော့ဟုတ်လားနာနဲ့စားအောင်အဲ့ဒီဟင်းညိုဟင်းနှွေးပြီးတော့ကဲစားရအောင်လို့ဆိုပြီးတော့ဝဲပေါ်ချပြီးကြည့်လိုက်တဲ့အခါကျတော့တီကောင်ဟင်းညိုဟင်းဖြစ်တယ်သူတို့ညအမှတ်တာတီကောင်လို့ဆိုရင်ညလည်းမတောက်ဘူးသူတို့အမှတ်ကခောက်ဆွဲဆိုတဲ့အမှတ်နဲ့ညတောက်လိုက်အဲ့ဒီကြတော့မှညတော့ကောင်းတာလို့ဆိုမနေ့ကျတော့ထိုးပြီးတော့အန်ရတယ်ဘာဖြစ်လို့ဒီလိုဆန့်ကျင်ပဲဖြစ်ရဟုတ်တယ်တင်ညာဟာကြည့်လေရွန်စရာဆိုတာလည်းတင်ညာပဲရွန်စရာမဟုတ်ဘူးဆိုတာလည်းတင်ညာကမှတ်တမ်းတင်ထားတဲ့အတိုင်းလူတွေမှာဖြစ်နေတာဒါစိတ်ထဲမှာပေါ်တာစိတ်ကဖြစ်တာမဟုတ်ဘူးတင်ညာအဖြစ်နေတာနော်မှန်ပါပါရှင်မန္တဝမထေရကြီးကျတော့အမတန်ဆင်းရဲတဲ့ဒီဒုက္ခရောက်တဲ့လူတွေကိုချီးမြှောက်နေရှိတယ်နိရောဓသမဘောဝင်စားရာထမနဲ့ဆုံးခံသွားအေးဘယ်သူကိုချီးမြှောက်ရမလဲသူချီးမြှောက်လိုက်လို့ရှိရင်လည်းအဲ့ဒီလူကနေချင်းညာချင်းချီးပွားသွားခုခေတ်တော့ချဲပေါက်တာနှလုံးဒီတို့ပေါ့အဲ့နေချင်းညာချင်းလူတွေမှာအဲ့ဒါလိုးနေတဲ့လူသူရှိတယ်ဆိုဆုံးခံသွားတဲ့အခါကျတော့အနာကြီးယောဂတဲ့တယောက်ကလမ်းမေးမှာအိမ်လေကပေးတဲ့ထမင်းညာဟင်းညာနေထိုင်စားရှင်မာကတ္တဝရဲ့အော်ဆင်းရဲရှာသူများပေးတာသူထိုင်စားလူကလည်းဒီကိုယ်လုံးယောဂကြီးဆွဲနေသူ့ဝင်ကချီးမြှောက်တော့မယ်တထေးကြီးနော်လူဘွားတယ်တကယ်တထေးကြီးတမန်ကပုဂ္ဂိုလ်မဟုတ်ဘူးကြီးတဲ့ချမ်းသာတဲ့တထေးကြီးသူဇနီးရလည်းအမှန်တန်ချမ်းသာတယ်နှစ်ယောက်စလုံးလူချမ်းသာကြီးပဲနှစ်ယောက်ပေါင်းလိုက်တဲ့အခါချမ်းသာတာအတိုင်းအတာမဲ့သွားတော့ချမ်းသာတယ်ပေါ့သို့တော်ဒါလေးအလုံးစွန့်ပြီးတော့သင်္ကန်းဝတ်လာတဲ့အခါမှာတထေးအိမ်ဆွမ်းအောင်သွားဘူးနတ်လေးကအဲ့ဒီအရေးပြားယောဂတဲ့ထမင်းစားနေတာသွားပြီးဆွမ်းရတယ်ကိုလူကလည်းတရားတရားတွေပေါက်တော့ပေါ့သူစားနေတဲ့ထမင်းခွက်ထဲကနေပြီးတော့ထမင်းတွေရက်ပြီးတော့ထည့်ပြီးတပိတ်ထဲကိုလှူလိုက်တဲ့အခါကျတော့သူ့လက်တွေကထုံပြီးတော့ယောဂနဲ့ဆိုတော့လက်တစ်ချောင်းကပြတ်ပြီးပါသွားပါလေရက်ထည့်ရတာရှင်မာကတ္တဝတပိတ်ထဲမှာပါသွားရှင်မာကတ္တဝမထေရကြီးကအဲ့ဒီလက်ချောင်းလေးဘေးဖယ်ထားပြီးတော့ဆုံးဖုံးပေးတယ်နော်အသာလေးကဲစားနိုင်ကြပါမလားအဲ့ဒါမျိုးရှင်မာကတ္တဝကြီးကျတော့သူကတင်ညာကိုနိုင်တာကိုမှန်ပါပါသူ့အနေနဲ့ကထမင်းနဲ့ဒီလက်ပြတ်နဲ့အထူတူပဲလို့အားမထူအထက်ကလရုပ်ရှိခုဝေါဟာရတာနာမည်ပေးထားလို့သာကွဲနေတာတင်ညာကြောင့်လို့ဒါကွဲတာဟာဒါကယွန်စရာလက်ပြတ်ကြီးလို့သူကယွန်စရာလို့ငါကမှတ်ထားတာအဲ့ဒီအမှတ်ကိုဖြောင်းပြလိုက်တယ်ယွန်စရာကိုယွန်စရာမဟုတ်ဘူးလို့တင်ညာအသိနဲ့အစားနှလုံးသွင်းပြီးတော့ဘုံမိတ်လို့ရတယ်အဲ့လက်ပြတ်ကြီးတော့မစားဘူးပေါ့ကိုရောကြီးကတတ်လို့ဖုံးပြီးတယ်ကဲအဲ့ဒီမှာကြည့်တင်ညာရဲ့သဘောဟာလူတွေပေါ်မှာဘယ်လောက်နှိမ့်ဆက်တယ်လဲဆိုတာစဉ်းစားကြည့်တာဒီတင်ညာကဒါကြောင့်မို့လို့တင်ညာဝိပ္ပန္နတာဆိုတာရှိတယ်ဒါစိတ်ထဲမှာပါနေတဲ့ဘာဝတရားတစ်ခုနော်အေးတင်ညာကမှတ်တမ်းတင်ထားတဲ့အတိုင်းလူကစိတ်ကသိရတယ်တင်ညာရဲ့တင်ညာကမှတ်တမ်းမတင်ဘူးဆိုရင်နောက်တစ်ခါသိဖို့မရှိဘူးဖတ်တာကလည်းမှတ်တမ်းမတင်နိုင်ဘူးဝေဒနာကလည်းမှတ်တမ်းမတင်နိုင်ဘူးမှတ်တမ်းတင်နိုင်တာကတင်ညာသူ့လို့သူလုံးကြတာနော်ကဲစေရနာဆိုတာတော့ဘာလုံးလဲဖတ်တာတို့ဝေဒနာတို့တင်ညာတို့ဆိုတာသူ့တဘာဝသူပဲတိုးတက်အောင်လည်းလုပ်เสียမလို့ဖယ်ရှားဖို့လည်းမလို့စိတ်ထဲမှာသူ့မှာတဘာဝတိုင်းဖြစ်စေရနာဆိုတာကြတော့စေရနာဆိုတာကလှုပ်ဆော်တယ်စီယုံတယ်
The Bawa de Aria, do Saya Kisari, Song Yella, to the Tom Abbey. The Yamolo, England, Polition, Piana, Tagi, Manu, stimulation, motivation, motivate. So be a good organizer. See you in the account. You are so see baby. Do you don't ask a little poloja? Sonia Kisari, do look to load it. Hana, say that I will do on some be the sector be a Wirnaga experience, Tenya, Matante, VT, the Elodie, BB Lola, Sirena, CEO Nelson. Diamolo, Eddie Sirena, CEO move, not so move. Good Agudo, dwell solution can look correct. No? Good Agudo nation, Sirena, can look correct. Taman say my boy, Sirena, but Tampa see them out can look forward. Divert the hazard come up, follow a job. Can be hopeful, no? Sirena Manania, but Tampa see my come up is your horny. Sirena Manusin, come up is your. Pero Sirena Sura Maluria, Naga Sirena, Yora Van, so the account of Donia Sirena Sura, a combatant, no? Nobody dwell a combo, Dolan and dwelling a combo, Mohan and dwelling a combo. Alovan and dwellama account, Arodan and dwellama account, Counter in the dwellama account ship. 2G account so pure Mia. Even Mario Sirena so a combatant. Babylon, the America, all Sirena Tetan, so Ludania, the sort of Sirena Tetan, sort of Chibio, a county veteran, no? Era Sirena, so a council music, Kudo Nedway, Kudo Sirena, Agudo Nedway, Agudo Sirena. Any Kudo Sirena, Agudo Sirena, 11 years of Jack, Kano, Hora, to that Swan Ari, Barons of Swahili to a soul like that. The Bawa de Ari, Swan and Leo, upon soup like that, Kajano to that. And Ate 2 long without ship, Dayamo, Judiku, total being. Can't say of the Judiku, total being. Dayamo, the Sirena, Yasaya, Sirena, and Bakery, Gamma, Babylon. You got the say they got doing as I never do it, don't I? Do it. The Saka Piom as I let don't be look your bit. Kayagano look as I let don't be look Kayagano look it on. Taja will look don't be and do the can of your. No? So I go super can of your. Oh, this is the Nazareth. Say, I don't name my body. Do Sirena little Bama Pion look easy and low. To what they are the Kube, to Walla, Capitan General Chindia, low. To the Kudu net dwell and losing, County Chana, be Agudu net dwell, Macauna Sirena, shitting for time. A Kakatansla, a Casura, a Casura, Tiniama, Ayogu Yone, who teach it the cook. Dasora the Bawa. Ayo the Kurego, Uti Tare, the Mari, no? Uti jet the Kure Yaba. So as old Panda, Uti Jagale, the Kue Chiame, Widana, Uti Jagale, the Kue Chiame. Then I saw you the Uti Jagale, the Kue Chiame. Say Uti Jagale, Dava Chiame. Sirena, Uti Jagale, Dava Chiame. Uti Jetty, go soup. Ayo the Kurego, Alon Susi be like a Igagana. Daga Tamadi Dea source, a chick and the other, a gagadas. Eddie Egagadago Sanitaja legend video Belushi, the Egagada, Swan Tamia Lavison, San yet in Apchella, the Egagada. Diabo Batamazamaji, we there Wizara, Pitiduka, Egagadas, the Mari, no? The Bawa de Adi will tissue beetle, Susi Bele de Kajaro, Megan Shibarema, Tamada Mari to call her. Pose and Conabarema, let the Mari pose and look hot. The Egagada, two time attire will let Bayam, Yusuf Yotombia. Swan Ari tell out Lobia. To that
ပင်ကိုယ်တဘာဝကတော့ဒီလောက်ကြီးဆောင်းအားမထွက်ဘူးသူလုံနိုင်တဲ့ဆွမ်းအားဒီလောက်ပဲလေ့ကျင့်ပြီဆိုပါစို့လူလေးတယောက်မွေးလာတာနဲ့သူပညာတတ်ပါမလားမတတ်ဘူးကြောင်းဖို့ပြီးလေ့ကျင့်ရတာမဟုတ်လားသင်ရတယ်လေ့ကျင့်ရတယ်အာဂသာသမားတယောက်ဆိုလည်းလေ့ကျင့်နေရတယ်လေ့ကျင့်မှသူစွမ်းရည်တတ်တွေတက်လာဟောဒီဧကဂရလေးကိုလည်းလေ့ကျင့်ပြီးတော့ပေးလိုက်မယ်ဆိုရင်တမာတိဆိုတဲ့အဆင့်ရောက်သွားမယ်ဒီလိုလေ့ကျင့်ပေးရဘာနဲ့လေ့ကျင့်ပေးရအာယုန်နဲ့လေ့ကျင့်ပေးရကမ္မထအာယုန်နဲ့လေ့ကျင့်ပေးရမယ်သမထအာယုန်နဲ့လေ့ကျင့်ပေးရမယ်ဝိပဿနာအာယုန်နဲ့လေ့ကျင့်ပေးရမယ်ဒါဧကဂရဇီဝိတ္တန္တရေဆိုတာကသူကတော့ဖြစ်ပေါ်လာတဲ့ဖြစ်တဲ့သဘာဝတရားတွေသူနဲ့တူဖြစ်တာ၈ခုအဲ့ဒီခုရဲ့ကိုထိမ့်သိမ်းဆောင်ရှောက်ပေးတဲ့တာဝန်မဲ့သူဆောင်ရတယ်သူကဘာလို့ဆရာမလို့သဘာဝအနေနဲ့ပါနေတာပဲရှိတယ်ဟုတ်ကဲ့မနတိကာရဆိုတာကဘာလို့ဆိုရင်သူကလည်းအရေးပါတယ်ဟာတခုဖတ်တာကအာယုန်နဲ့စိတ်တွေးပို့လို့ရတဲ့သူကအာယုန်ဘက်ကိုဥလိပဲဖို့မလိုဘူးလားဟုတ်ပါတယ်အနုဘအာယုန်နဲ့စိတ်နဲ့တွေးတဲ့အခါလွဲချော်သွားနိုင်သေးတယ်လေဒါကြောင့်မို့သူကအာယုန်နဲ့စိတ်ကိုခါတယ်တဏ္ဍမမဖြစ်အောင်ဥလက်ပေးတယ်များလို့ပြစ်တဲ့အခါမှာတာဂက်ကိုချိန်ရတယ်မဟုတ်လားမှန်ပါပါကိုပြစ်မဲ့ပြစ်မှတ်ကိုများဦးချိန်ရတယ်လို့ပဲဟောဒီမနတိကာရဆိုတာအာယုန်ဘက်ကိုစိတ်ကိုလှည့်အောင်လုပ်ပေးတာမနတိကာရဆိုတာအင်္ဂလိပ်လိုတော့ attention လို့ပြောတယ်ပေါ့ဒီ attention ကသိအရေးကြီးတာပဲ attention မပါရင်ဘာမှမဖြစ်ဘူး attention ဟာအရေးပါလို့ရှိပါလားလေမြန်စီးတဲ့အခါမကြောက်လား may I have your attention please လေမယ်ရချိန်ကြတယ်လေအဲ့ဒီမှာကျေးဇူးပြုရင်နားထောင်ပါဆိုတာအဲ့ဒီ attention ကိုပြောတာနော်အာယုံဘက်ကိုလှည့်ပြီးတော့နေတဲ့သဘာဝတရားလေးအဲ့ဒါရှိမှစိတ်တွေဟာအာလုံးဆောင်ရွက်မှုကိုလုပ်နိုင်တယ်ဆိုတော့စိတ်ရဲ့စိတ်ပေါ်မှာမှီပြီးတော့ဖြစ်နေတဲ့စွမ်းအားရဲ့စိတ်ရဲ့စွမ်းအားလေးဟုတ်ကဲ့ဒါတွေကစိတ်ရဲ့စွမ်းအားတွေစေတသိက်ဆိုတာစိတ်ရဲ့စွမ်းအားတွေကစိတ်ထဲမှာရှိနေတဲ့စိတ်ရဲ့စွမ်းအားဒါတွေမပါရင်စိတ်ကအလုံးမဖြစ်ဘူးစိတ်နဲ့စေတသိက်ဟာဒီလိုပေါင်းစပ်ပြီးတော့ဆောင်ရွက်တယ်ဆိုတာဒီလိုသဘောပေါက်ရအောင်နော်မှန်ပါပါဒါကအနည်းဆုံးဆိုပါစို့မျက်စိကမြင်ပြီးတော့သိတဲ့စိတ်ကလေးကိုကြည့်စက္ကဝိညာဉ်စိတ်လို့ခေါ်တယ်စက္ကဝိညာဉ်စိတ်ကလေးဖြစ်လို့ရှိရင်ဟောဒီခုနှစ်ခုပါရဖတ်တာရဲ့ဝေဒနာရဲ့တင်ညာရဲ့နော်စေရနာရဲ့ဧကဂတာရဲ့ဇီဝိတ္တရိယရဲ့မနတိကာရအဲ့ဒီခုနှစ်ခုရဲ့စက္ကဝိညာဉ်စိတ်လေးပေါင်းလိုက်တော့၈ခုဒါတစ်ခုဖွက်လိုက်တာမြင်သိစိတ်လို့ပြောတာဟောဒီခုနှစ်ခုမပါဘဲနဲ့မြင်သိစိတ်မပေါ်နော်မှန်ပါပါမြင်သိစိတ်ဒါပေမဲ့ဒီမြင်သိစိတ်မှာပါတဲ့စေရနာဆိုတာလေးကကံအရာမမြောက်ဘူးကာမပစ္စယောလို့ဟောပေမဲ့လို့ကံအရာမဟုတ်ဘူး organize လုပ်တာပဲရှိတယ်သူကအကျိုးထုတ်လုပ်နိုင်တဲ့ကံသဘောမဟုတ်ဘူးလို့နားလည်ရမယ်ဟုတ်ကဲ့ကျန်တာတွေကလည်းဒီလိုသဘောပေါက်ရမယ်စိတ်ပေါ်မှာမိတီးပြီးတော့ဖြစ်ပေါ်လာတဲ့စေတသိက်တွေရဲ့ဒီဂရီလို့ပြောပါဆိုစွမ်းရည်မတူဘူးလို့တော့မှတ်ရမယ်နော်စွမ်းရည်ချင်းမတူဘူးစိတ်အားကအားနေတဲ့စိတ်ပေါ်မှာမိတဲ့စေတသိက်တွေရဲ့စွမ်းအားဟာတော့မရှိဘူးလို့ပြောအဲ့တော့စိတ်ဝိညာဉ်စိတ်မှာမိပြီးဖြစ်တဲ့ဧကဂရကဘယ်သမာဓိအဆင့်ရောက်မလို့စွမ်းအားမထက်ဘူးလို့ဆိုလို့ရတယ်ဟုတ်ကဲ့သမာဓိတော့သမာဓိပဲဒါပေမဲ့စွမ်းအားထက်တဲ့သမာဓိမျိုးမဟုတ်ဘူးတဲ့အဲ့ဒီမှာရှင်းနေဟာကြကဲကောင်းပြီမြင်သိစိတ်ကလေးမှဒီလိုဖြစ်တယ်မြင်သိစိတ်ရဲ့ရှေ့နားလေးမှကြည့်လိုက်တယ်ဆိုလို့ရှိရင်အာဝိဇ္ဇံဆိုတဲ့စိတ်ကလေးမပါဘူးလားပါပါဘုရားခေါင်းကအာယုန်နဲ့စိတ်နဲ့အာယုန်နဲ့ဝတ္ထုနဲ့နှစ်ခုစုံစည်းလိုက်တဲ့အခါမှာဘာပါလဲလို့စဉ်းစားပြီးတော့ဘဝင်စိတ်ကိုအလှည့်အပြောင်းလုံးလိုက်တဲ့စိတ်လေးကအာဝိဇ္ဇံစိတ်ဆင်ញင်တဲ့စိတ်ကလေးအဲ့ဒီအာဝိဇ္ဇံစိတ်ကမျက်စိကမြင်လာတဲ့အာယုန်ကိုဆင်ញင်တာရှိတယ်နားကကြားတာနှာခေါင်းကအနံ့ရတာလျှာကလျက်တာခန္ဓာကိုယ်ကထိတယ်ဆိုတဲ့ဒီငါးဓဝရငါးပေါက်မှာထင်းလာတဲ့အာယုန်ကိုနှလုံးသွင်းဆင်ញင်တာပင်စတာဝဇန်စိတ်လို့ခေါ်တယ်။အဲ့ဒီဆင်ញင်မှုဆိုတဲ့စိတ်ကလေးမပါဘဲနဲ့စက္ကဝိညာဉ်စိတ်မဖြစ်ဘူး။မှန်ပါပါ။ခုနစက္ကဝိညာဉ်စိတ်နဲ့ခုနှစ်ခုဒါကိုအပြီးတော့လေ့လာတဲ့အခါစက္ကဝိညာဉ်စိတ်မှာစေတသိက်ခုနှစ်ခုရှင်တယ်လို့ပြောနေကြတာ။ဒ
ဒီကစက္ကုဝိညာဉ်စိတ်ဖြစ်ရင်ဒီခုနှစ်ခုပါနေတယ်လို့ပြောတာဟုတ်ကဲ့ပန်းလေးတစ်ပွဲမှာပါလေပါမယ်ကဲစဉ်းစားကြည့်ပန်းပွင့်လေးတစ်ပွဲမှာအယောင်မပါဘူးလားအနတ်မပါဘူးအရသာရောဩဇာရောအေးမာပြောဆိုတဲ့ဟိုအားလုံးကိုထမ်းဆောင်ထားတဲ့အခြေခံရောမပါဘူးပါတယ်ဒီပန်းလေးကိုဒီခါလေးရင့်လောင်နွမ်းလောင်လုပ်တာဆိုမပါဘူးပန်းပွင့်လေးဖြစ်အောင်စုစည်းထားတဲ့သဘောရောမပါဘူးလားပါတယ်ဒီပန်းလေးကပြုတ်ကွဲပြီးတော့မသွားအောင်ပုံတရံလေးပြက်မသွားအောင်တွန်းအားပေးထားတဲ့သဘောရောမပါဘူးဟောကြည့်လိုက်တော့အဲ့ဒါလေးတွေအကုန်လုံးဒီရုပ်ရှိခုပေါင်းထားလို့ပန်းပွင့်ဆိုတာဖြစ်နေတာနော်အဲ့ဒါမျိုးလိုပဲဒီစက္ကဝိညာဉ်စိတ်ထဲမှာလည်းပဲဟောတယ်လို့ခုနှစ်ခုနဲ့ရှစ်ခုအားလုံးပေါင်းလိုက်တဲ့အခါစိတ်ကတစ်ခုစေတသိက်ကခုနှစ်ခုစုထားမှအလုပ်ဖြစ်တယ်မြင်သိဆိုတာမြင်ပြီးသိတာဒါကြောင့်မသိတာတော့ဆိုမသိဘူးဒီခုနှစ်ခုရဲ့စွမ်းအားကြောင့်သူသိလို့ရတာစိတ်တစ်ခုတည်းဆိုမရဘူးเนาะအဲ့ဒါကြောင့်မလို့စိတ်ကိုမိပြုစွမ်းအားစုများလို့ပြောတာစိတ်ကိုမိတဲ့စွမ်းအားအဲ့တော့စိတ်တစ်ခုနဲ့တစ်ခုတော့မတူတတ်ဘူးကဲခုနကအဝိဇ္ဇံဆိုတဲ့ပိဿဒရဝိဇ္ဇံစိတ်ကလေးကြတော့စက္ကဝိညာဉ်တဲ့သူကပိုးတယ်ပိဿဒရဝိဇ္ဇံဆိုတဲ့ကြတယ်စေတသိက်သူကြတော့ပိုးလာဘာတွေပိုးလာလဲလို့ဆိုတော့ဒီ6ခုကိုအရင်ပြောအောင်တစ်ခုနဲ့တစ်ခုမတူဘူးအဲ့ဒါစိတ်ရှင်စေတသိက်ရှင်ကိုလေ့လာအဲ့ဒီတယုတ်တွေကိုဘုံကမပြောတော့เนาะတယုတ်တွေပြောလို့ရှင်သိမှတ်နေရမယ်အဲ့တော့ပြီးမှစာအုပ်တွေထဲမှာမှတ်သဘောပေါက်အောင်ပဲပြောမယ်เนาะကဲနောက်6ခုကဘာတွေလဲဆိုတာအရင်ပြောမယ်တခါတရံမှပါတဲ့နောက်6ခုဆိုတာဝိတက်ကတဲ့ဝိတက်ကဆိုတာဗမာတွေဝိတက်နဲ့ခေါ်တဲ့အရာအင်္ဂလိပ်လိုပြန်တော့ thought စိတ်ကူးတယ်ကြံစည်တယ်စိတ်ကူးတယ်ကြံစည်တယ်ဆိုတဲ့ဗမာစကားလုံးကိုလိုက်ပြီးတော့ကြည့်တယ်ဘာလို့ထားတော့လို့မေးရင်ဘယ်လိုပြောလဲစိတ်ကူးတယ်ကြံစည်တယ်ဘာလို့ထားတော့လို့မေးရင်ဘယ်လိုထပ်ရှင်းမလို့စိတ်ကူးတယ်ဆိုတာစိတ်ကလေးကအာယုံပေါ်မှာကူးသွားအောင်လုပ်ပေးနေတာပြောတာစိတ်ကလေးကိုအာယုံပေါ်မှာတင်ပေးနေတာပြောတာဒါကြောင့်မို့ဝိတက်ကိုအာရောဟဏလက္ခဏာစိတ်ကိုအာယုံပေါ်မှာပုတ်တင်ပေးတယ်စိတ်ကိုအာယုံပေါ်ရောက်အောင်သူကတွန်းပေးနေတာနောက်ကနေပြီးအဲ့ဒါကိုဝိတက်လို့ခေါ်တယ်အဲ့ဒါလူတွေကဘာပြောလို့ဆိုအတွေးလို့ဟုတ်လားတွေးတယ်လို့ကြံတယ်လို့ကြံစီတယ်လို့စိတ်ကူးတယ်လို့ဗမာစကားတွေစိတ်ကအာယုံပေါ်ရောက်တော့ကူးသွားတယ်ပေါ့ဟုတ်ကဲ့စိတ်ကူးတယ်ကြံစီတယ်ဒါတွေကိုစုစည်းနေအောင်လုပ်ပေးတာအတွေးတွေကိုစုစည်းနေတာအဲ့တော့သဘောကတော့ဝိတက်ကဆိုတဲ့သဘောကအာယုံပေါ်ကိုစိတ်ကိုတင်ပေးတဲ့သဘောလို့ဒီလိုပါရဒါမို့အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ initial application လို့ခေါ်တယ် application ဆိုတာ apply လုပ်ပေးနေတာကိုပြောတယ်နော်အာယုံပေါ်စိတ်ကလေးရောက်သွားအောင်ဆိုပို့ပေးတာအဲ့ဒါဝိတက်အရက်ခေါ်ဆိုလို့ရှိရင်တွေးတယ်ချမ်းတယ်ပေါ့ဒါပါပဲတွေးတယ်ချမ်းခုနကစက္ကဝိညာဉ်စိတ်လေးကတွေးချိန်မရလိုက်ဘူးသူကမတွေးဘူးသူ့မှာအတွေးမပါဟုတ်ကဲ့သူ့မှာပါတဲ့သဘောကအာယုံနဲ့စိတ်တွေးတယ်ဆိုတဲ့ခန္ဓာပါတယ် experience ဆိုတဲ့ဝေဒနာပါတယ်မှတ်တမ်းတင်တဲ့တင်ညာလေးပါတယ်နော်တွန်းအားပေးတယ်စုစည်းပေးတယ်စေတနာဆိုတာလေးပါတယ်နောက်ဧကဂတဆိုတဲ့အာယုတစ်ခုတည်းပုံမှာဥပါယုတစ်ခုတည်းပုံမှာစုပေါင်းလောက်တာလေးပါတယ်ဒီထိမ့်သိမ်းဆောက်ရှောက်တဲ့ဇီဝိတ္တိတွေဆိုတာလေးပါတယ်အာယုဘက်ကိုဥလက်ပေးတဲ့မနတိကာရလေးပါတယ်ဒါပဲသူ့မှာတွေးရဆိုတော့ပါဟုတ်ကဲ့စိတ်တိုင်းမှာအတွေးမှာပါကဲကောင်းပြီဝိတ္တဆိုတာစိတ်ကူးတယ်တွေးတယ်ကြံစည်တယ်အတွေးအဲ့ဒီဝိတ္တကလေးကဘာလို့ကိုလိုတော့လို့ဆိုဒီဝိတ္တကလေးကအကြည့်ကောင်းတဲ့အတွေးရှိတယ်လို့မကောင်းတဲ့အတွေးတွေရှိသေးတယ်သူကသူ့ကြည့်တော့တာမန်ကတော့အတွေးဟာအတွေးပဲအဲ့ဒီအတွေးထဲမှာဘာတွေဝင်လာတော့ဆိုရင်လောဘနဲ့တွေးတဲ့အတွေးတွေဝင်လာတယ်ကြည့်လေလောဘနဲ့လိုချင်တဲ့စိတ်တွေတွေးတယ်အာယုခံစားခြင်းတဲ့စိတ်တွေနဲ့တွေးရင်ဒါကာမဝိတ္တလို့ခေါ်တယ်နော်ကာမဝိတ္တဆိုတာလောဘနဲ့တွေးတဲ့အတွေးကိုပြောတာနော်
အဲ့ဒီလောဘနဲ့အတွေးတဲ့အတွေးဟာအတိညာရဖို့အရာအတွက်ဘယ်လိုမှမဖြစ်နိုင်တော့မှားရတဲ့အတွေးလို့ခေါ်တယ်မိစ္ဆာအတွက်မိစ္ဆာမှားရတဲ့အတွေးလို့ပြောမှားတယ်ဘာလို့မှားတာလဲဆိုအတိညာရဖို့မဖြစ်ဘူးနောက်တစ်ခါဗျာပါဒဝိတက်ကဒေါသနဲ့တွေးတဲ့အတွေးမှားဝိတက်จิตတကတော့အတွေးတတ်ပဲသူ့မှာလာပြီးတော့တွဲလိုက်တာလောဘနဲ့တွဲရင်လည်းမှားသွားတယ်ဒေါသနဲ့တွေးလို့ရှိရင်လည်းမှားသွားတယ်ဗျာပါဒဝိတက်ဝိဟိတဝိတက်ဆိုတာသူတစ်ပါးကိုတတ်ဖို့ဖြတ်ဖို့ညှင်းဆဲဖို့ဆိုတဲ့ပြင်းထန်တဲ့ဒေါသနဲ့တွေးတဲ့အတွေးအဲ့တော့လောဘနဲ့တွေးတဲ့အတွေးဒေါသနဲ့တွေးတဲ့အတွေးအဲ့ဒီအတွေး၃မျိုးဒီမှားရွေးနေတယ်မှားရွေးတဲ့အတွေးဒါကြောင့်မလို့ဒီအတွေးဟာမှန်ကန်တဲ့အတွေးဖြစ်ဖို့ကြတော့ဘယ်လိုလုပ်ရလို့ဆိုလို့ရှိရင်နိက္ခမ္မဝိတက်ကကာမဂုဏ်အာယုန်တွေအပျော်ပါးတွေမလိုက်စားခြင်းတဲ့အတွေ့ငါရိတ်တာသွားပြီးတရားထိုင်အောင်မှပဲဆိုတဲ့အတွေ့ကုသိုလ်ကောင်းမှုတွေလုပ်အောင်မှပဲတရားနာသွားအောင်မှပဲဆိုတဲ့အတွေ့လေးဟုတ်ကဲ့တရားဝဲသွားပြီးတရားနာအောင်မှပဲဆိုတဲ့အတွေ့လေးလောဘနဲ့တွေးတာမဟုတ်ဘူးနော်ကုသိုလ်ကောင်းမှုလုပ်အောင်မှပဲဆိုတဲ့အတွေ့တရားထိုင်အောင်မှပဲဆိုတဲ့အတွေ့ဟောဒီအတွေ့လေးတွေကြတော့ဒါနိက္ခမ္မဝိတ္တေခေါင်းကခံစားလို့တဲ့စိတ်ကနေထွက်ခွာလိုက်ခံစားလို့တဲ့လောဘအတွေးကနေထွက်ခါလိုက်လို့ဒါမှန်ကန်တဲ့အတွေးတစ်ခုလို့ပြောတာเนาะကြည်လေကိုရီးယားဇာကားမကြည့်ပဲနဲ့တရားဝဲလာတယ်ဆိုတာဒါမှန်ကန်တဲ့အတွေးပေါ့เนาะဇာကားလေးလွတ်သွားမှဆိုလို့ဆိုတဲ့အတွေးကြတော့ဒါမှန်ကန်တဲ့အတွေးပဲဖြစ်ပြန်ဘူးเนาะလောဘနဲ့မတွေးဘူးလေနောက်တစ်ခါဒေါသနဲ့မတွေးပဲနဲ့မေတ္တာနဲ့တွေးတဲ့အတွေးဟာမှန်ကန်တဲ့အတွေးလို့ပြောမေတ္တာနဲ့တွေးတယ်အေးတတ္တဝါတွေချမ်းသာကြပါစေကျိုးစီးပွားတွေဖြစ်ထွန်းကြပါစေဆိုဟောဒီအတွေးရတာမှန်ကန်တဲ့အဲ့ဒါကိုအပြပါဒဝိတက်ကလို့ခေါ်အဝိဟိတဝိတက်ကဆိုသူမှမမြင်စေဘူးအလုံးပေါ်မှာအကျဉ်းတရားထားကရုဏာနဲ့တွေးတဲ့အတွေးအဲ့ဒီအတွေးရလည်းမှန်ကန်တဲ့အတွေးဆိုတော့ဝိတက်နဲ့ပတ်သက်ပြီးတော့မှားတဲ့အတွေးက၃ခုမှန်တဲ့အတွေးက၃ခုမှားတဲ့အတွေးကိုမှန်တဲ့အတွေးနဲ့ဖြောက်ပြရမယ်ဒါလို့ဆိုအစားထိုးရဒါအလုပ်ပဲအဲ့တော့ဒီဝိတက်ဆိုတဲ့သဘောလေးကသူ့ဘာသူနေရင်အမှားမှန်မရှိဘူးခုနလောဘဒေါသဝင်လာလို့ရှိရင်အမှားဖြစ်သွားတယ်အလောဘအရောဓဝင်လာလို့ရှိရင်အမှန်ဖြစ်တယ်သူဘာသူနေပင်ရင်းပဲဟုတ်ကဲ့အဲ့ဒီအတွေ့လေးအဲ့ဒီဝိတက်ကိုမှန်ကန်တဲ့ဘက်ကိုအသုံးချမယ်ဆိုလို့ရှိရင်သူကတန်ဖိုးရှိတဲ့ဇန်အင်္ဂါတစ်ခုဖြစ်တယ်ဇန်အာယုံပေါ်မှာစိတ်ကိုပို့တင်ပေးနေလို့ရှိရင်သူကပထမဇန်ဆိုတဲ့ဒီဇန်အာယုံတစ်ခုကိုသူကရယူဖို့အတွက်သူကအရေးကြီးတဲ့အင်္ဂါတရားဖြစ်လာတယ်ဒါကြောင့်မို့ဇန်အင်္ဂါ၅ပါးလို့အဘိဓမ္မာမှာသင်တာရှိတယ်မဟုတ်လားဝိတက်ဝိစာရာပီတိဒုက္ခဧကဂတဒီ၅ပါးကစုစည်းထားတာဒီအတွေးလေးရှိနေတော့ဘု து ကိုသူကဘန်းတောင်းလုံးနိုင်တယ်လေဘု து ကိုဖယ်ရှားပြနိုင်လို့ဆိုရင်ဌိနမိတ်တာဆိုတဲ့စိတ်မပါတာကိုဖယ်ရှားပြနိုင်တယ်သူ့ရဲ့စွမ်းအားနဲ့သူဖယ်လိုက်ဒီဌိနမိတ်တာဆိုတဲ့ဘောကကြည့်ဌိနဆိုတာစိတ်မပါတော့တာမိတ်တာဆိုတာအိတ်ချင်တာစိတ်ကဆုံးနေလာတယ်ကမ္မထာထိုင်လို့ရှိရင်ပိုးပြီးတော့သိလာတယ်နော်ကမ္မထာထိုင်လို့ပြင်းလာတယ်ညောင်းလာတယ်တော်ခြင်းလာတယ်အဲ့ဒါဌိနဝင်လာတာလို့ခေါ်တယ်အိတ်ချင်လာတယ်မိတ်တာဝင်လာအဲ့ဒီဌိနမိတ်တာကြီးအသိဉာဏ်ကိုအားနည်းစေတတ်တယ်တဲ့ဒါကြောင့်မလို့သူ့ကိုလူနဲ့ဖယ်ရှားပြရလို့ဆိုဝိတက်နဲ့ဖယ်ရှားပြရဒါကြောင့်မလို့လူတွေပြောကြတယ်ညာအတွေးတွေများနေလို့အိတ်မပြောဘူးဆိုသူကလောသွားရင်လည်းအဲ့ဒီအိတ်ပြောမှုဌိနမိတ်တာမလာပဲရှိတတ်တယ်သူရှိနေဟိုကမလာနိုင်ဘူးနော်ဆန့်ကျင်မဲ့ကိုဒါကြောင့်မလို့အတွေးတွေသိများနေလို့ရှိရင်အာနာပါနပွားပြီးတော့ရှော့ပြရသေးတယ်တချို့ကဟုတ်ကဲ့ဒီဝိတက်ကိုရှော့ချတဲ့နည်းကအာယုန်တစ်ခုရဲ့ပုံမှာစူးစိုက်ပြီးတော့နေရအဲ့ဒီဝိတက်ကိုစနစ်တကျတိုးပွားလာအောင်လေ့ကျင့်ပြီးတော့ယူနိုင်ပြီးတမထကျင့်စဉ်တစ်ခုနဲ့ယူနိုင်မယ်ဆိုရင်ဇာအင်္ဂါဖြစ်လာတယ်တဲ့သူဝိစာရဆိုတာပါလေဟိုကကြံစီတာစိတ်ကူးတာဝိစာရဆိုတဲ့သဘောကသုံးတတ်တယ်လို့အဓိပ္ပာယ်ရသုံးတတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကမထင်ရှားပြန်ဘူးဆိုလိုတာကဝိစာရကဘာလို့ထားလို့ဆိုဝိတက်ကစိတ်ကိုအာယုံပေါ်မှာတင်ပေးထားတာပို့ပေးထားတာကိုစိတ်နဲ့အာယုံနဲ့ကြွားမကောင်းအောင်ဝိစာရထိမ့်ပေးနေတာလို့ပြော
Okay. Tiền nó tiền lại để đi quá quả thuật tòa là xây cả ai ở đây khai biến đi rồi quả thuật tòa này. Ấy lúc quả thuật mà tòa ông xây này ai ở đây xin thuê đi rồi tụi yêu quê về đi là ai làm với sao? Tụi anh lấy quý đề được về tông người này nhà đã cướp chết đấy không? Quý đề ra rồi con nào sinh đi ra đi là lại rồi gì? Tama tình cảm ba rồi mấy cái chết đấy nó. Sáng nay màu vũ mấy cái sự ba này mà nếu mà giáo vui à về đi bắt đầu nói chuyện gì ngồi trên này khám mà tama tình cảm ba chết đấy. Quý đề cả. Ê quý sa ra số ra rồi. Tất cả những người quý đề này là tất cả những người tôi nói cũng là phù bị là lâu làm nhiều chuyện. Quý đề cả bắt đầu sinh quý sa ra chủ địa sinh. Nếu bố bùi lâu đấy chứ, tôi nói bà bà cho mình đủ, quý đại cả xây bộ ai một tiền bê đấy, quý sa ra qua trôi mà đó ai nó xây này, quay mà đó thêm bê thà đấy, đã quý sa. PT số ra đó chú biểu sẽ làm lâu đủ đấy, PT trên lại thà số ra đấy, hả? Xây thế cả ai một mà chín nát như chạy đấy à? Ấy thì quý sa ra đấy là xây được ra lấy là lại luôn gì, sang anh áp chết đấy, ta phải ra trên trên tu cả xin tăng làm mẹ đốt để làm mẹ xin ta phải sai anh nào đấy mà tu cả ba PT số ra đấy PT cái này nhiều nhiều gì đấy lâu ban này chết đấy PT gì tham ban này chết đấy PT gì rồi lâu ban này chết đấy PT chả là tu cả tây bị rồi tăng bố mới gì lâu ban là loạn toàn tham ban này bắt đầu bị rồi PT chết đấy mà để anh này được tin nhận đi đâu là PT chết đấy nam này là lệ số PT chết đấy. Ấy PT chả rồi, tin nhận của AP là PT một, tăng bố sĩ là PT đấy. Ấy PT cái này sai anh ấy mà bà đấy, sinh đi ra lấy chân lại luôn PT cái thật là luôn xí, sai cái xoan ăn được khúc chết là này. Chỉ bố sinh con bà đấy mà tin nhận của giá sĩ sinh này này, trong đây con nhiều đấy mà lại về hỏi PT tăng bố sinh anh sao bà là. Thì PT cái này tin nhận của thu phao này, thu lăn xa bê này có lăn trong bê này đã cho một lần thì PT này lúa đây sai anh áp chết đấy nào bây giờ bố sinh con bà đấy mà bà đấy ở đi nhà của ship quá gì đấy tức là mấy cái ship bà đấy mà PT mà bà hữu đúng mà cái công việc thì PT cái này về sẽ lấy ra lấy trên video cao này thì mà xí đây này tại vì là đâu rồi PT machine xây một nguyên giá hữu đi xây một nguyên giá rồi xây hà át để ông mới xí về này sống nên tự nhiên chết đấy PT lấy này chăm về lại đây cả giờ xây lấy là xuyên lan là tiếp bên lấy nhà rồi này tiếp bên lấy nhà này cả năm là ê xây cái này PT lấy này đưa lại đây cả mà tu là sáng sáng mua để cố là số chăm về à PT về à tôi là long cá lối sinh này mà chết tu à PT thì long cái rồi rồi ya long cái lối chọc cổ PT thì nói bà biểu rồi giờ thế mà quán ta luôn sâu rồi sao tây đông đi đặt tây nó quán ta luôn sâu rồi sao ấy thì cái này tôi đánh ra lên tu mà long cá lối sinh nó phải dùng tây nó công việc quý đề quý sa ra PT quý đề quý sa ra adi mau kháနောက်တစ်ခုအဓိမောက္ခဆိုတာကစိတ်ရဲ့ဆုံးဖြတ်နိုင်တဲ့သဘောလေးဆုံးဖြတ်တယ်ဆိုတာအာယုံပေါ်မှာသို့လောဖြစ်မနေပဲနဲ့အာယုံနဲ့စိတ်နဲ့အန်ဂျတ်ဆွတ်ဝင်သွားတဲ့သဘောကိုပြောတာအဓိမောက္ခဆိုတာအာယုံထဲမှာစိတ်တည်သွားတဲ့သဘောရယူလာတဲ့ဝိတက်ကတင်ထားတဲ့အာယုံပေါ်မှာသူကစွန့်ဝင်သွားတဲ့စိတ်ကလေးကအဲ့ဒါကိုပဲဆုံးဖြတ်တယ်လို့ပြောတာနော်စိတ်လေးကအာယုံထဲမှာတည်ငြိမ်သွားတယ်စွန့်ဝင်သွားတယ်အဓိမောက္ခဝီရိယအဒီမောက္ခလည်းဘာမှသူ့သဘောပဲသူဆောင်တယ်သူ့ကိုတိုးတက်လာအောင်လုပ်เสียမလို့ဝီရိယဝီရိယဆိုတာကြိုးပမ်းအထောက်မှုအဲ့ဒီကြိုးပမ်းအထောက်မှုကြတော့ကြည့်ကောင်းတဲ့ကြိုးပမ်းအထောက်မှုမကောင်းတဲ့ကြိုးပမ်းအထောက်မှုလို့နှစ်ခုလောဘကြောင့်ကြိုးပမ်းတာရှိတယ်ဒေါသကြောင့်ကြိုးပမ်းတာရှိတယ်အမုန်းကိုအခြေခံပြီးတော့ကြိုးပမ်းတယ်လိုချင်တာကိုအခြေခံပြီးတော့ကြိုးပမ်းတယ်မှားရတဲ့ကြိုးပမ်းချက်တွေပေါ့မှန်ကန်တဲ့ကြိုးပမ်းချက်ဆိုတာဘာလို့ဆိုအကုသိုလ်တွေမဝင်ရအောင်စုပ်ပိတ်ဖို့ကြိုးစားရတယ်ဒါနံပါတ်1ကိုယ်တဏ္ဍာနဲ့မှာစိတ်ယုတ်တွေမကောင်းတာတွေမဖြစ်ရအောင်စုပ်ပိတ်တဲ့ကြိုးပမ်းမှုကနံပါတ်1စုပ်ပိတ်လို့မရဘူးကြောလာတယ်ဝင်လာတယ်ဆိုရင်တွန့်ထုတ်ဖို့ရကြိုးပမ်းရ
ဒါမကောင်းတဲ့ဘက်ကနံပါတ်1ကစိုးပိတ်တယ်နံပါတ်2ကတွန်းထုတ်တယ်ဝင်လာရင်တွန်းထုတ်ပါမယ်ဒီနှစ်ခုဆိုပါစို့ဥပမာပဲဒေါသမထွက်အောင်စိုးပိတ်ထားကိုယ်စိတ်မထိန်နိုင်လို့ဒေါသထွက်လာလို့ရှင်ထုတ်ပြရမယ်ဒါပြောတာနော်မဖြစ်သေးတဲ့ဒေါသမဖြစ်အောင်ကြိုတင်ပြီးတော့တားဆီးထားမယ်မိဘေးရှောင်လောင်ငင်တားဆိုတာမဟုတ်လားကဲမတော်တဆလောင်သွားရင်လည်းညဉ့်ညဉ့်ငိမ့်ပေါ့ဒါပြောတာအဲ့ဒါလောက်ရမယ်အကျိုးပန်းအထုပ်ကိုနှစ်ခုပဲကောင်းတာနဲ့ပတ်သက်လာတဲ့အခါကျတော့ကောင်းတဲ့စိတ်တွေမဖြစ်ဘူးဆိုရင်ဖြစ်အောင်ကြိုးစားကဲဖြစ်လာပြီဆိုရင်ဘာလို့အောင်တိုးပေါအောင်ကြိုးစားပတ်စံမရသေးရင်ရအောင်ရှာရလို့ရှိရင်ဘာလို့ညအောင်လို့ဒါပဲပေါ့အဲ့ဒါတရားနဲ့ပတ်သက်လာလို့ရှိရင်ဒီမဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်လာအောင်လုပ်ရမယ်ဖြစ်လာတဲ့ကုသိုလ်တွေတိုးပွားလာအောင်လုပ်ရမယ်ကိုယ်မှာတမာရီမရှိသေးဘူးဆိုထူထောင်ရှိလာပြီဆိုရင်တမာရီရင့်တာအောင်ကြိုးစားဒါဟုဆိုလို့အဲ့ဒီလိုကြိုးပမ်းမှုကတမ္မာဝါယာမလို့ခေါ်တယ်မှန်ကန်တဲ့ကြိုးပမ်းအထောက်မှုဒီဝိရိယကမှန်ကန်တဲ့ကြိုးပမ်းအထောက်မှုနဲ့ကြတော့တမ္မာဝါယာမဖြစ်ပြီးတော့မဂ္ဂင်၈ပါးထဲမှာလည်းပါတယ်အသိဉာဏ်ရဖို့ရဆွမ်းဆောင်တဲ့ဘုဇင်9ပါးထဲမှာလည်းပါတယ်ဒါကြောင့်မို့လို့စနစ်တကျသူ့ကိုလေ့ကျင့်ပေးရမယ်ဝိရိယဆိုတာလိုအပ်တယ်လို့ပြောတာနော်ဝိတက်ကဝိစာရအတိမောက္ခဝိရိယပီတိသန္ဓဆိုတာပြုလုပ်ခြင်းတဲ့သဘောတဏှာကြတော့ပြုလုပ်ခြင်းရောမကဘူးခံစားခြင်းနဲ့တွေ့တာတယ်ဆိုတဲ့သဘောပါသန္ဓကသူကပြုလုပ်ခြင်းရောတတ်တတ်ပဲခံစားရမှာပါဥပမာပဲဥပုသ်ဆောင်သွားခြင်းနဲ့ခြင်းမပါဘူးလားကဲဥပုသ်ဆောင်သွားခြင်းနဲ့ဆိုတာနဲ့ရုပ်ရှင်သွားကြည့်ခြင်းနဲ့ဆိုတာဒီခြင်းတစ်ခုတူလားမတူပါဘူးဗျာမတူဟိုကစိတ်အစွဲနဲ့လုပ်တာဟုတ်ကဲ့အလူခြင်းနဲ့ဆိုတာနဲ့ပတ်စံရခြင်းနဲ့ဆိုတဲ့ဒီခြင်းတစ်ခုရောတူရလားမတူပါဘူးဗျာအလူခြင်းနဲ့ဆိုတာကြတော့သန္တာလို့ပြောတာဒါကြောင့်မို့လို့သန္တာရဲ့သဘောနဲ့လောဘရဲ့သဘောကခက်ဆင်တယ်ဆင်နေမဲ့လို့သန္တာဆိုတာပြုလုပ်ခြင်းယုံတတ်တတ်ပဲလောဘကြတော့ပြုလုပ်ခြင်းယုံနဲ့မကဘူးတွေ့တာတဲ့သဘောလေးပါတယ်တွေ့တာတယ်ကန့်ညီတယ်နော်ဒီသဘောလေးရှိတယ်သန္တာနဲ့လောဘဒီလိုထူးခြားမှုရှိတယ်ဘာဝနှစ်ခုကြည့်ရသန္တာဆိုတာလည်းပဲကြည့်သူကစွမ်းအားထက်လာပြီဆိုလို့ရှိရင်သန္တာအဓိပတိတက်လာပြီသန္တိတိပတ်ဒီသန္တာကပြင်းထန်လာပြီဆိုလို့ရှိရင်သူကအောင်မြင်မှုကိုတရဖူဆောင်နိုင်တယ်ပေါ့သန္တာဆိုတာဒါကြောင့်မို့သူ့ရဲ့စွမ်းဆောင်မှုတွေကသန္တာကကြီးထွားလာလို့ရှိရင်လောဘကိုလည်းဖယ်ရှားနိုင်တယ်ဒေါသကိုလည်းဖယ်ရှားနိုင်တယ်ကြည့်လေစိတ်ဆန္ဒကုသိုလ်လုပ်ခြင်းနဲ့စိတ်ဆန္ဒရှိတဲ့အတွက်ကြောင့်သိန်း40 50နဲ့သူပြစ်လိုက်တာဆန္ဒကဖြတ်တာကြည့်လောဘကိုမနိုင်လိုက်ဘူးလားနိုင်တယ်လှုပ်ချင်တဲ့ဆန္ဒရှိလာပြီဆိုပတ်စံဘလောက်ကုန်းဆိုတဲ့ဟာမရှိပေဘူးလားရှိပါတယ်တွေ့တာနေတဲ့စိတ်ကိုသူဖယ်ရှားနိုင်တယ်ဒါကြောင့်မို့လို့ဆန္ဒဒီဆန္ဒဝတ္တောကိဏမကမ္မနာသိစတိဆန္ဒရှိရင်ဘယ်ရမဆိုပြီးတယ်လို့ဒီလိုခေါ်တာနော်ဒါကြောင့်မို့လို့ဆန္ဒဟာလည်းအဓိပ္ပာယ်လို့လည်းခေါ်တယ်ကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းတရားအဓိပတိစွမ်းဆောင်မှုကြီးကဲမှုတဘာဝတရားလို့ဒီလိုမြတ်စွာဘုရားဟောတယ်အဲ့ဒီ6ခုကတော့ဒီစိတ်တွေထဲမှာတချို့စိတ်တွေမှာပါတယ်တချို့စိတ်တွေမှာမပါဘူးပါတော်မှပဲစိတ်ချင်းမတူဘူးတချို့စိတ်တွေမှာအင်အားသိမရှိဘူးတချို့စိတ်တွေကြအင်အားကိုကောင်းနေတယ်လို့ဒါကစိတ်ကိုမှီပြီးတော့ဖြစ်တဲ့စိတ်ကိုအမိပြုညာစိတ်စွမ်းအားများစိတ်ကိုမှီညာစိတ်စွမ်းအားများဆိုတာဟောဒီ73ခုပြောတာပါဒီသဘာဝတရားတွေကစိတ်နဲ့မှီပြီးတော့ဖြစ်ကြတဲ့သဘာဝတရားတွေဖြစ်လို့သူတို့ဟာသူတို့သဘာဝသူတို့ဆောင်ကျင်းနေတာဖြစ်တော့ငါဆိုတာလည်းမဟုတ်ဘူးငါဥစ္စာဆိုတာလည်းမဟုတ်ဘူးဆိုင်ရာအကြောင်းကြောင့်ဖြစ်နေတဲ့သဘာဝတရားတွေပါလားလို့ကိုစီအမြင်မှန်ရပြီးတော့အသိဉာဏ်ကြီးကြီးထွားနိုင်ကြပါစေတော့မယ်တတ္တဝါများစွာအေးရန်กว่าချမ်းသာကြပါစေဒါယေချမ်း
ပြေပါစေဒုရဆန္ဒပြေပါစေဓမ္မောတရံပိဝိတဝါနဝိသာသဗ္ဗေတမုဟတာအဇရမရာတိတိဘာဝနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသဘောစိတ်တောက်ကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာသဗ္ဗေပူဇာမျက်နောက်ကိလေသာအစိအတောက်ဘုဒ္ဓမြတ်တို့သည်တဘုဝတ္တပိကြပဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်တွင်ပြောင်းပေမရောက်အောင်ပေဖြာဝကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘောင်ကိလေသာဟုကုခတ်သိကင်းငြိမ်းရာစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်တို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်ဖြင့်မြင့်တယ်မြင်၍မလင့်ပုံသည်ဆက်ရောက်တော်မူကြပါစေကုန်သတည်း